Number 1 ka pariyati tadana. Number 2 ka paripatti tadana. Number 3 ka pariveda tadana. Number 4 ka lingga tadana. Number 5 ka dhatu tadana. Bhayo Bheda Jabu Nida ka pariyati tadana, paripatti tadana, pariveda tadana. Tero Jabu Nida. Now tadana namyo pola de Bheda lingga tadana ne dhatu tadana. So we do. Ero pariyati tadana ne, paripatti tadana ne, pariveda tadana ne. Di tadana do 300 ha 1300 ne tu de. Takkuဆိုင်ရင်အကုန်ဆိုင်သွားရောတဲ့တခုလဲရင်လည်းပဲနောက်ထောက်တွေအဲ့ဒါလဲသွားရောတဲ့ဒီသုံးခုကတောက်တပွဲပဲတဲ့အဲ့တော့ဘုန်းကြီးတို့ပရိယတ္တိသာသနာကွယ်တဲ့အကြောင်းကိုနည်းနည်းလေးပြောမယ်ပရိယတ္တိသာသနာဘယ်လိုနည်းနဲ့ကွယ်သွားမလို့ဆိုလို့ရှိရင်တဲ့မင်းနဲ့ပြည်သူတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေတိုင်းသူပြည်သားတွေတရားပြည့်ရင်တဲ့မင်းကလည်းမင်းကျင့်တရားတွေပြည့်တယ်တိုင်းသူပြည်သားတွေကလည်းတိုင်းသူပြည်သားတွေလိုက်နာကျင့်သုံးရမယ်တရားတွေပြတ်သွားပြီဆိုလို့ရှိရင်တဲ့နံပါတ်1ဘာတွေဖြစ်လာမလို့ဆိုရင်မိုးလေဝသရာသီဥတုတွေဖောက်လွယ်ဖောက်ပြန်ဖြစ်လိမ့်မယ်တဲ့ရာသီဥတုတွေဖောက်လဲဖောက်ပြန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာသီအလိုက်စိုက်ပျိုးရတဲ့သီးနှံများပျက်စီးတယ်သီးနှံတွေပျက်စီးတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဒကာတော်မတွေကြက်လာတယ်ဇီဝရေးတွေကြာလာတဲ့အခါကျတော့ခါတိုင်းဆိုလို့ရှိရင်လေအလှူဒန်းတွေပေးရောစီတန်းတွေတညံညံနဲ့ဘုရားတော်ကြောင်းတဲ့ကုသိုလ်တွေဆက်သာသဘာတွေမှန်မှန်ရပဲတွေမှန်မှန်ရဒီလိုရာသီဥတုမှန်ပြီးတော့ကောက်ပဲတိဏ္ဍတွေထွက်တော့ကိုလည်းစားကိုပြည်လေးတွေကိုသားလေးတွေလည်းရှင်ပြုဟဲ့ဒီနေ့စဘာပေါ်ရင်ရှင်ပြုမယ်ပဲရောက်ပြီးရင်ရှင်ပြုမယ်ယဟန်ခံမယ်ဟဲ့ပဲရောက်ပြီးလို့ရှိရင်ကြောင်းဆောင်မယ်ဟဲ့အစရှိသည်အဖြစ်ကိုတိဏ္ဍကိုချင့်ချိန်ပြီးတော့ဘလောက်တိုင်းတာထွက်ရင်ဘလောက်ရောက်ပြီးတော့ဝန်သာတပတ်ခြံပြီးတော့ကျန်တာတွေကြောင်းဆောက်ပြည့်မယ်တရားတည်ပြည့်မယ်ရှင်ပြုပြည့်မယ်ယဟန်ခံပြည့်မယ်ကုသိုလ်ကောင်းမှုလုပ်ပြည့်မယ်ဆိုပြီးတော့အဲ့ဒီလိုပြုလုပ်ဆောင်ရွက်မဲ့တရားတော်မတွေဟာပဲတွေမထွက်စဘာတွေပြဲအဲ့လိုဖြစ်လာပြီးတော့တစ်နှစ်ဆိုရင်ကိစ္စမရှိဘူးနှစ်နှစ်ကိစ္စမရှိဘူးသုံးနှစ်ကိစ္စမရှိသေးဘူး၄နှစ်၅နှစ်၆နှစ်9နှစ်10နှစ်အဲ့လိုဇက်တိုက်ကြီးတခါတော့မိုးတွေခေါင်နေတဲ့အခါကျစွတ်ခေါင်ရေတွေကြည်ကျင်တဲ့အခါကျစွတ်ကြီးအဲ့ဒီလိုတွေဖြစ်လာပြီဆိုလို့ရှိရင်တဲ့ကိုစားဖို့မှအနိုင်နိုင်ဆိုတော့တန်ဃာကိုလည်းမလှူနိုင်ကြတော့ဘူးမလှူနိုင်တော့တန်ဃာတွေဘက်ကလာလာပါမရအောင်ဘုန်းကြီးတို့မြမသမိုင်းသာသနာသမိုင်းမှာဖြစ်ဖူးတဲ့ဖြစ်ရတစ်ခုရှိပါတယ်တန်ဃာတွေဒုဗိကံတရကစိုက်တဲ့အခါကျတော့တန်ဃာတွေစားဖို့တောက်ဖို့မရှိဒီဃာရမတွေကလည်းမလှူနိုင်မတတ်နိုင်တဲ့အခါကျတော့ကိုတော်တွေဒီပရိယတ္တိသာနာတော်ကိုဘယ်လိုအသက်ဆက်ခဲ့ရတော့ဆိုလို့ရှိရင်ညနေကြလို့ရှိရင်ဟိုးတဲတောင်ပြင်မှာသွားပြီးတော့တဲတွေကိုဘိုက်ပေါ်တင်းဒီဆက်ဆက်မှာတဲတွေကိုဘိုက်ပေါ်တင်းဘိုက်ပူလို့ဝမ်းပူလို့နေလေကလည်းဆုံးမစားအောင်အာယုံဆုံးလည်းမစားအောင်ဒါပေမဲ့လို့တို့ဒီရထားတဲ့မြတ်စွာဘုရားရဲ့စာတွေကိုမပြောင်းမပြည့်ရအောင်နေ့တိုင်းတန်ဃာတွေကရွတ်ဖတ်ပြီးတော့ပြန်နေရခုခေတ်လို့စာအုပ်ရှိတာမဟုတ်ဘူးစာအုပ်ထဲမှာရေးထားပြီးပြီဆိုရင်ကိစ္စမရှိဘူးစာအုပ်ထဲမှာမရေးရသေးခင်ခေတ်ပေါ့ကြောက်တဲ့အခရာတို့ပေတဲ့အခရာတို့စက္ကူပေါ်မှာမတင်ရခင်ခေတ်တုန်းကတန်ဃာတွေကဟာဒီဘုန်းကြီးတို့ပရိယတ္တိစာပေကိုနှုတ်ထဲမှာပဲဆောင်းထားကြတယ်နှုတ်ထဲမှာဆောင်းထားတော့ကြာရင်မေ့မှကြောက်လို့ဗာပြည့်တယ်ဒီစာကိုနေ့တိုင်းအခေါက်ခေါက်အထက်ထပ်ရွတ်ဖတ်ရတယ်အဲ့ဒီမှာဒုဗိကံတရကစိုက်တဲ့အချိန်နဲ့ကြုံတော့ကတန်ဃာတွေဘယ်လောက်ထိအောင်ဒုက္ခရောက်ကြတော့ဆိုလို့ရှိရင်ဒီပရိယတ္တိသာသနာကွယ်မသွားအောင်လို့စာပြန်ရတဲ့အခါမှာဝမ်းထဲမှာပူတော့ဟိုသဲဆဆကရေနဲ့သဲနဲ့ရောနေတဲ့သဲတွေကိုဘိုက်ပေါ်မှာတင်းပြီးတော့အဲ့ဒီပရိယတ္တိစာပေတွေကိုအဲ့ဒီလိုတန်ဃာတွေဟာမပြောင်းမပြည့်အောင်အသက်ဆက်ပြီးတော့ရေတောက်ပြီးတော့ဘိုက်ပေါ်မှာသဲတင်ပြီးတော့ရွတ်ဖတ်ပြီးတော့ထိမ့်သိမ်းလာတာနောက်ပိုင်းကျတော့ဒီကိုယ်တော်တွေပြန်တော်မူသွားရင်တော့ဖြင့်ပရိယတ္တိသာသနာပျောက်သွားတော့မယ်ကိုင်းပေထက်အခရာတင်ကြသို့ဆိုပြီးတော့မှအဲ့ဒါပေရွက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်
ကြောက်ထက်အခရာတင်ညာတို့ဆိုပြီးတော့ကြောက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်အဲ့ဒီတဲ့တစ်ဆင့်မြင်လာတဲ့အခါကျတော့ကိုင်စက္ကူပေါ်ရေးပြီးတင်ညာတို့ဆိုပြီးတော့အဲ့ဒါစက္ကူပေါ်မှာရေးမှတ်ပြီးတော့တင်လာတဲ့အခါကျတော့အခုတို့တရားတော်မတွေတချို့ပုဂ္ဂိုလ်တွေပိဋကသုံးပုံလှူတယ်ပိဋကသုံးပုံလှူတယ်ဆိုတာအဲ့ဒါပဲပရိသတ်ကြီးဘုရားဟောပါဠိတော်တွေကိုစက္ကူထဲမှာရိုက်ပြီးတော့စာအုပ်ဖြစ်ထုတ်လုပ်ပါတယ်အဲ့ဒီစာအုပ်ဟာပိဋကသုံးပုံပဲတဲ့အဲ့ဒီစာအုပ်ထဲကရှိနေတဲ့စာပိုက်တွေဟာရှေ့ခေတ်ကဆရာတော်ကြီးများနှုတ်ထဲမှာရွတ်ပြီးတော့ဆောင်းထားတာပါဒါကြောင့်အဲ့ဒီလိုတရားတော်မတွေရှားပါလာတဲ့အချိန်မှာသံဃာတွေကိုမလှူနိုင်ဘူးဆိုရင်ရှစ်ခေတ်ကဆရာတော်ကြီးတွေရှစ်ခေတ်ကသံဃာတွေကတရားတရားကသိကောင်းတာတရားတရားကသိထက်တာဟိုတို့အသက်တည်ရင်တည်သွားပလိတွေမြတ်စွာဘုရားရဲ့ပရိယတ္တိသာသနာတော်အပြည့်စည်းမခံဘူးခဲ့ဆိုပြီးတော့အသက်နဲ့ကိုလဲပြီးတော့ပရိယတ္တိသာသနာကိုဆောက်ရှောက်တော်မူခဲ့ကြတယ်အခုခေတ်ကိုတော်တွေကသာသနာနောက်ပိုင်းဆိုတာဒီတိုင်းပဲပြည်တိုင်းတရားတရားတွေကြာလာတဲ့အားပြော့လာတဲ့ခုခေတ်ကိုတော်တွေကဆိုရင်တော့ဖြင့်ဟိုတရားတော်မတွေမှမလူတော့ပဲနဲ့ဒီစာကြက်နေလေအလကားပဲဆိုပြီးတော့မကြက်ကြမပြန်ကြမဆိုကြရင်ဒီပရိယတ္တိသာနာကွယ်သွားတာကြာပြီအဲ့တော့တို့ဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးနားလည်အောင်ပြောမယ်ပရိယတ္တိသာနာကွယ်တယ်ဆိုတာစာတင်တိုက်တွေမှာပရိယတ္တိပုထနေတဲ့သံဃာတွေကိုတို့တရားတော်မတွေကအလေးဂရုမပြုဘဲနဲ့စာသင်္ကန်းကျောင်းစီပစ္စည်းလေးပါစာအုပ်စာရလိုအပ်တာကိုမထောက်ပံ့မဲနဲ့ဒီလိုပဲနေလာတဲ့အခါကျတော့ကိုတော်တွေဘာဖြစ်တုံးဆိုတော့လတ်လာပါမရတဲ့အခါကျတော့ကဲမရတော့ရတဲ့နည်းနဲ့တို့ရှာကြလိမ့်မယ်တဲ့ဘယ်လိုရှာကြမလို့ဆိုတော့ဘုန်းကြီးတို့ထေရဝါဒသာသနာကနေပြီးတော့မဟာယာနသာသနာဘက်ကိုကူးသွားတယ်မဟာယာနသာသနာဆိုတာကဘုန်းကြီးတို့ပြည်တဲ့ပြည်ရင်ဟောမယ်တရားတဆင်လုံးမယ်စေဝမန္တရားမန္တန်တွေမှုတ်ပြီးတော့ရွတ်ဖတ်တရဆယ်ပေးမယ်အဲ့ဒီလိုတွေဆောင်ရွက်လာကြလိမ့်မယ်အဲ့ဒီလိုဆောင်ရွက်လာကြမယ်ဆိုလို့ရှိရင်အဲ့ဒီနည်းကိုဘုန်းကြီးတို့စာပေများအတိုင်းအမနာနာပြောရရင်တော့အဲ့ဒါတမ္မာအာဇီဝနည်းမဟုတ်ဘူးတဲ့တမ္မာအာဇီဝနည်းနဲ့လလဘကိုရှာတာမဟုတ်ဘူးတဲ့မတရားသောနည်းဖြင့်ရှာတယ်လို့စာပေများဒီလိုသုံးတာရှိပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့သာသနာကွယ်ထောင်းထဲမှာလည်းလက်များအောင်ဖန်လလဘတွေရအောင်ဆောင်ရွက်မယ်ဆိုတာဘယ်လိုလုပ်လဲဗေဒင်စေဝမန္တရားဒီလိုနည်းတွေနဲ့နှလုံးသုံးလုံးပေးပြီးတော့တရားတော်မတွေလာအောင်ဘယ်ဘုန်းကြီးကဘယ်လိုပေးတာမှန်းနဲ့အဲ့ဒီလိုတွေပေါ့လေဒါဟိုနေ့ကလည်းပြောပြီးပါပြီအဲ့တော့အဲ့လိုနည်းတွေနဲ့ပရိယတ္တိလည်းအမထုတ်တော့ဘူးပရိပတ်တိကမ္မထံတရားလည်းမထိုင်ကြတော့ပဲနဲ့အဲ့ဒီလိုနည်းတွေနဲ့တရားဓမ္မတွေထင်ကြီးအောင်တရားဓမ္မတွေကိုယ်ပဲစိကားအောင်လို့လုံလာပြီဆိုလို့ရှိရင်ဘေဒတ်တွေပရိယတ္တိစာပေမသိတော့ပဲနဲ့အဲ့ဒီလမ်းဘက်ကိုလိုက်သွားကြမယ်ဆိုရင်တဖြည်းဖြည်းနဲ့ပရိယတ္တိသာသနာကွယ်သွားပြီသာမသိကြတော့ဘူးတဲ့ပရိယတ္တိသာသနာကွယ်တယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်ကနေစကွယ်မလို့ဆိုရင်ပဋ္ဌာန်းကျမ်းကစကွယ်မယ်ဘယ်ကျမ်းကစကွယ်မယ်ပဋ္ဌာန်းကဘုန်းကြီးတို့စာအုပ်ကြီး9အုပ်ရှိတယ်ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ရေးရတာစာအုပ်ကြီး9အုပ်ရှိတယ်အဲ့ဒီပဋ္ဌာန်းစာအုပ်ကြီး9အုပ်ထဲကရှိတဲ့ပဋ္ဌာန်းတွေကိုရွတ်လည်းမရွတ်တော့ဘူးသင်လည်းမသင်တော့ဘူးအဲ့ဒီပဋ္ဌာန်းစာအုပ်တွေကတပြေးပြေးနဲ့ခြားတွေကြိုက်ပိုးတွေကြိုက်ထုတ်ကြည့်တဲ့လူလည်းမရှိတော့ဘူးတပြေးပြေးနဲ့အဲ့ဒီပဋ္ဌာန်းသာသနာတော်ကြီးစာပြီးတော့ကွယ်ပဋ္ဌာန်းကနေပြီးတော့ဘာကွယ်မလဲရမိုက်ကျမ်းကွယ်ပြီးတော့မှ9ကျမ်းအစဉ်တိုင်းကွယ်ပါတယ်အဘိဓမ္မာ9ကျမ်းအစဉ်တိုင်းကွယ်ပြီးတော့ဧတတေတဖြည်းဖြည်းနဲ့သုတ်တံကွယ်မယ်ဝိနည်းကွယ်မယ်ပိဋက3ပုံရှိတယ်သုတ်တံဝိနည်းအဘိဓမ္မာလို့ဆိုတဲ့အတိုင်းအဘိဓမ္မာကအရင်ကွယ်မယ်အဘိဓမ္မာကွယ်ပြီးတော့သုတ်တံတွေကွယ်မယ်သုတ်တံကျမ်းတွေကွယ်ပြီးဝိနည်းကျမ်းတွေကွယ်မယ်ဝိနည်းကျမ်းတွေသင်္ယံပို့ချလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့အဲ့တော့ပရိယတ္တိသာသနာကွယ်သွားပြီဆိုလို့ရှိရင်သတ္တဗေဒပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့သတ္တဗေဒပုဂ္ဂိုလ်တွေမရှိဘူးဆိုရင်တရားမဟောနိုင်တရားမပြနိုင်တော့ဘူးတဲ့အဲ့တော့တရားဟောတရားပြမယ်လူတွေမရှိတော့ဘူးဆိုရင်ကျင့်ရမယ်တရားတွေကိုမသိတော့မကျင့်တော့ပฏิပတ်သာသနာကွယ်သွားပြီသူကတောက်လဲတာနဲ့နောက်တောက်ကလိုက်လဲလာတာပ
ပရိယတိသာသနာမရှိတော့ဘူးဆိုရင်ပရိပတ်ဆိုတာလည်းပဲကွယ်ပြီအဲ့တော့ပရိယနဲ့ပရိပတ်ကွယ်ဆိုမှတော့ပရိဝေဒလို့ခေါ်တဲ့မက်ဖို့တွေလည်းပဲမရတော့ဘူးတဲ့အဲ့ဒီကြတော့ဘေဒတေသာသနာဝန်ထမ်းရှင်ရန်တွေအကျင့်ပရိပတ်သာသနာလဲကွယ်ပြီလဲဆိုတော့ဘာအကျင့်မှမရှိတော့ဘူးတဲ့အိမ်ထောင်သားမွေးကိုကြောင်းဝဲထဲမှာကိုလဲစိုက်လို့ပဲတွေစိုက်လို့လှုပ်ချင်တာလှုပ်လို့အိမ်ထောင်တွေပြုကြလို့သားသမီးတွေနဲ့နေကြလိမ့်မယ်တဲ့အဲ့ဒါဘယ်ရောက်သွားပြီလို့ဆိုရင်ဘုန်းကြီးတို့မဟာယာနဘက်ကိုရောက်သွားတာဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာပုံစံအတိုင်းဘုန်းကြီးတို့မဟာယာနဆိုတာလည်းရှိတယ်ကိုယ်ကွယ်တာတော့ဘုရားဘုရားပုံကိုယ်ကွယ်တာပဲဒါပေမဲ့လို့အဝိဇ္ဇာအသွင်တွေပြောင်းသွားတယ်အဲ့ဒါကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အနိကဆုံးကြည့်ရင်ပြီးခဲ့တဲ့နှစ်ကဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာညီလာခံကြီးဆိုတာကဘာအေးသတ္တဘာသာနာဆိုင်ကူတော်ကြီးမှာဗုဒ္ဓဘာသာညီလာခံဆိုပြီးတော့ကျင်းပတာနိုင်ငံပေါင်းမြောက်များစွာကဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲထေရဝါဒဗုဒ္ဓဘာသာဟိနာယနာဗုဒ္ဓဘာသာမဟာယာနဗုဒ္ဓဘာသာသူကလည်းအများကြီးရှိတာနိုင်ငံပေါင်းမြောက်များစွာကဘာသာရေးကောင်းဆောင်ကြီးတွေတက်တဲ့အခမ်းအနားမှာဘုန်းကြီးတို့ပြည်သက်ကြည့်လိုက်กันဘုန်းကြီးတို့မြန်မာယဟန်တော်များပဲတည်တည်တတ်တတ်ရှိတယ်မြန်မာယဟန်တော်များကသင်္ကန်းလေးတွေယုံလို့ရက်တောင်လေးတွေကိုင်းလို့တခြားမဟာယာနတို့ဟိနာယနာတို့ကကြွလာတဲ့ဘုန်းကြီးကြီးတွေကအုပ်ဆောင်ကြီးတွေဆောင်းတဲ့ဘုန်းကြီးတွေကဆောင်းပေါင်းပြီးဝတ်တဲ့ဘုန်းကြီးကဝဲဒီလိုတွေကိုတို့လာတာဒီကမ္ဘာဗုဒ္ဓဘာသာညီလာခံကြီးကိုဘုန်းကြီးတို့ကမ္ဘာအေးမှာတက်လာတာတွေ့သားပဲအဲ့ဒီမှာ TV ထဲပါနေတာဘုန်းကြီးတို့တပိတ်အိုင်ဆရာတော်ကြီးရဲ့ဆရာအနိဒကန်းဆရာတော်နိဒကန်းဆရာတော်ကြီးဂျပန်ကြွသွားတဲ့အခါကျတော့ဂျပန်လေစိတ်ပါဘုန်းကြီးကလာကြိုတယ်တဲ့ဟိနာယနာဘုန်းကြီးမဟာယာနဘုန်းကြီးလာကြိုပြီးတော့ဂျပန်ဘုန်းကြီးတွေပေါ့လေအဲ့ဒါဂျပန်ကျောင်းရောက်သွားတဲ့အခါကျတော့တဲဒီမှာလာတော့ကတော့ဝတ်စုံနဲ့ဗာနဲ့ကြာနာကိုရောက်တဲ့အခါကျတော့ဘုန်းကြီးကဘောင်းမီနဲ့အင်ကြီးနဲ့ဖြစ်နေတော့နိဒကန်းဆိုတော်ကြီးကမေးတယ်ကိုလေသိမ်းမှလာကြိုတော့ကတော့သင်္ကန်းနဲ့ဗာနဲ့အခုဘယ်လိုလဲဒီရောက်တော့ဘောင်းမီတွေအင်ကြီးတွေနဲ့ဖြစ်နေပါလားနိဒကန်းဆိုတော်ကြီးကမေးတော့အဲ့ဒီမဟာယာနဘုန်းကြီးကဂျပန်ဘုန်းကြီးကဖြေတယ်တဲ့လူကြားထဲသွားတဲ့အခါကျတော့လေလူများမြင်ကောင်းအောင်နေရတာပဲလို့ဆိုရတဲ့လူကြားထဲမဟုတ်ဘူးကိုเจ้าမှာကိုဆိုရတဲ့ကိုနေရင်လည်းနေတာပဲလို့ဆိုရတဲ့အဲ့ဒါနဲ့ပြီးတဲ့အခါကျတော့နိဒကန်းဆိုတော်ကြီးကိုမိတ်ဆက်ပေးတယ်မြို့သမီးတယောက်ခေါ်ပြီးတော့မြို့သမီးကလည်းကရုံးဒီလားရှင်အဲ့ဒါဘာလဲဒီလားရှင်ဒါငါသမီးဒါဘာလဲဒါသားဒါသမီးအဲ့ဒါငါသားကြည့်လိုက်ရင်ဘုန်းကြီးကိုပေးမှာငါသမီးကြည့်လိုက်ရင်ဒီလားရှင်ကိုပေးမှာဒီလိုကိုအဲ့ဒါဘုန်းကြီးတို့ဒါမြတ်စွာဘုရားကတော့ဘုန်းကြီးတို့ထေရဝါဒသာသနာမှာကတော့သာသနာကုံမဒါမျိုးတွေဖြစ်မယ်လို့ခေါ်ထားပေမဲ့လို့ဂျပန်တို့ဘာတို့မှာဘုန်းကြီးတို့ပြည်သားကြီးဒီမဟာယာနဘုန်းကြီးတွေကအဲ့ဒီလိုအိမ်တော်ပြုခြင်းတာမွေခြင်းဆိုတဲ့အလုပ်ကိစ္စတွေကိုခုတည်းကသူတို့ဆောင်ရွက်နေကြတာပဲအဲ့တော့တူတူချင်းချင်းလိုရင်းနားလည်အောင်ပြောလိုက်ရအောင်ဘုန်းကြီးတို့ထေရဝါဒသာသနာမှာလည်းပဲနောက်ပိုင်းပေါ့လေဒကာတော်မတွေဘိုးလေဝသားတွေခေါင်းပြီးတော့ရာသီဥတုတွေဖောက်ပြန်ပြီးတော့စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့အချိန်မှာတန်ဃာတော်တို့ကိုလှည့်မကြည့်နိုင်ကြတော့ဘူးဆိုရင်တန်ဃာတော်တို့ကလည်းတို့မှလှည့်မကြည့်ပဲနဲ့ဗာဒီဝဏိသိက္ခာဘုဒ္ဓလိုက်နာတရားလိုသေးလေတို့မျက်နှာကြည့်နေတရားမလိုဘူးတို့ကတို့ရှားသားနေရတာတို့ကတို့နေခြင်းတဲ့ပုံစံတိုင်းနေမယ်ဆိုပြီးတော့အဲ့ဒါအိမ်အောင်ပြုခြင်းတာမွေးခြင်းဆိုတဲ့လုပ်ငန်းကိစ္စတွေကိုလှုပ်လာကြလိမ့်မယ်တဲ့အဲ့ဒီတော့ဒီသင်္ကန်းကြီးဟာဘယ်လိုဖြစ်လာသလဲဧတ္တရေသင်္ကန်းဟာခဏခဏပတ်တင်ရခဏခဏရမ်းတဲ့လျှော်ရဖို့ရတာလဲတာဝန်ကြီးတယ်အဲ့တော့ဒီသင်္ကန်းကိုလေးတယ်ဆိုပြီးတော့ရှုပ်တယ်ဆိုပြီးတော့ဒီသင်္ကန်းကိုခြုံမောပြစ်တင်အဲ့ဒီခြုံမောမပြစ်တင်ချိန်လေးမှဒီသင်္ကန်းတွေကလက်သားလောက်လက်မလောက်သင်္ကန်းစလေးကိုကကြီးလေးနဲ့ကြိုက်ပြီးတော့လက်ဘင်းထဲမှာခြိထားမယ်နားထဲမှာပန်ထားမယ်လက်ကောက်ဝတ်မှာခြိထားမယ်အဲ့ဒီချိန်ထိအောင်ကိုလိန်ခသာသနာမကွယ်သေးဘူးတဲ့သင်္ကန်းအကြီးကြီးတော့ပျောက်သွားပြီသင်္ကန်းအသေးလေးတွေကြံသေးတယ်လက်ထဲမှာနားထဲမှာတွေ့ကြရဝတ်တွေကိုကောက်ဝတ်ထားမယ်သင်္ကန်းစလေးတွေရှိနေအောင်မယ်အဲ့ဒီအချိန်မှတော့မှဘေးသားရဲ့အဲ့ဒီအချိန်မှတော့မှတန်ခတ်တာထေမာလို့
တန်ခါခုံကိုရင်မှန်းပြီးတော့လှူအောင်မယ်ဆိုရင်အကျိုးပေးနိုင်သေးတယ်တန်ခါခုံကိုအာယုံပြုတယ်ဘာခုံကိုအာယုံပြုပုဂ္ဂိုလ်ကိုကြည့်ရင်ကတော့ကြီးညိုစရာတခွမှမရှိတော့အိမ်တော်ပြုတယ်တာမွေးတယ်ကျောင်းမှာပကက်တွေနဲ့ကလေးတွေနဲ့စူညံပွဲနဲ့ဘုန်းကြီးကကလေးထိပ်ပကက်တွေဒီလိုလုပ်တဲ့အချိန်မျိုးကိုရောက်လိမ့်မယ်တဲ့သာသနာကွယ်တဲ့အခါကျတော့ဒါပေမဲ့လို့နားထဲမှာလည်းပင်ထဲမှာလက်ကဝတ်ထဲမှာသင်္ကန်းစာလေးရှိနေသေးတယ်အဲ့ဒီသင်္ကန်းစာဟာလည်းပဲလဲလုံရင်းရလုံရင်းနဲ့တောတဲ့တောင်ထဲသွားရင်းနဲ့ကလေးထိန်ရင်းနဲ့ဘယ်နာမှပြုတ်ကြလို့ပြုတ်ကြမှမသိတော့ဘူးဆိုရင်ဘယ်ရောက်သွားမှမသိတော့ဘူးဆိုရင်လိင်္ဂသာသနာကွယ်သွားပြီဘာသာရဏလိင်္ဂဆိုတာအသွင်အပြင်ကိုပြောတာယဟန်အသွင်တာမဏေအသွင်ပျောက်သွားပြီတဲ့အဲ့ဒါလိင်္ဂသာသနာကွယ်သွားပြီနောက်သာသနာကွယ်မှာကဓာတုသာသနာဘာသာရဏဓာတုသာသနာကွယ်တာကတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ရဲ့တတော်ထင်ရှားရှိစဉ်ကာလကပေးထားခဲ့တဲ့ဆံတော်တွေမြတ်စွာဘုရားပြိဋိဘံဆံပြီးတဲ့နောက်မှာဒေါနာပုံနာကြီးဟိုကုဋ္ဌေနာယုံမှာဝေရာဓာတ်တော်တွေဓာတ်တွေဘုရားရဲ့ဓာတ်တော်တွေဟာစေတီတွေတည်ထားကြတာတခါတည်းအသောကမင်းကြီးတို့ဘုရားဓာတ်တော်တဲ့ထေကရတဲ့ဓာတ်တော်တွေနဲ့စေတီတွေတဲကြဆံတော်တွေစေတီတွေတဲကြဘုန်းကြီးတို့အခုရွှေတော်ဘုံတို့ရှင်မောတော်တို့တိုက်ထီရိုးတို့ဘုရားရဲ့ဆံတော်တွေသာပနာပြီးတော့တည်ထားတဲ့စေတီဘုရားအဲ့ဒီစေတီဘုရားတွေကိုလည်းပဲပြိုကျပျက်စီးဒကာဓမ္မတွေကလည်းမသွားကြတော့ဘူးကိုယ့်ဟာကိုယ်စာဝတ်နေတော့မနေဆိုတော့ဘုရားဘူးလည်းမသွားနိုင်တော့ဘူးဘုရားချွေသင်္ကန်းလည်းသွားမကနိုင်တော့ဘူးဘုရားရှင်မိပန်းလည်းမပူဇော်နိုင်တော့ဘူးအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဆံတော်တွေနဲ့တီထားကိုယ်ွယ်အပ်တဲ့စေတီတွေကိုသွားပြီးတော့ဆေမီးလေးတစ်ခွက်ဆွန်းလေးတစ်ပွက်တစ်သီးလေးတစ်လုံးထဲမှာလာရောက်ပြီးတော့ပူဇော်တဲ့သူတွေမရှိကြတော့ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီဓာတ်တော်တွေဆံတော်တွေအံတော်တွေဟာဧတတိကောင်းကင်ယံကနေအကုန်လုံးဌာပနာတိုက်တွေကိုဖောက်ထွက်ပြီးတော့ကောင်းကင်ယံကနေပြန်ပြီးတော့ဘောဓိပင်ကြီးမှာသွားစုမယ်တဲ့ဘယ်ပင်ကြီးမှာသွားစုမယ်ဘောဓိပင်ကြီးမှာမြတ်စွာဘုရားပွင့်တော်မူတဲ့ဘောဓိပင်ကြီးမှာလူပြည်နတ်ပြည်နဂါပြည်ကလုံးပြည်တွေမှာရှိနေတဲ့ဓာတ်တော်တွေဟာအကုန်လုံးကြွတော်မူလာပြီးတော့ယခုအိန္ဒိယနိုင်ငံခရာဒေသမဟာဘောဓိပင်ကြီးမှာလာရောက်စုပုံပြီးတော့ဘုရားရှင်ကိုရောမြတ်တတ်တော်ထင်ရှားရှိတဲ့ကဲ့သို့ရုပ်ပုံတော်ကြီးဖန်ဆင်းပြမယ်တကူဗျာတိဟံကိုလည်းပြလိုက်မယ်ဆံတော်ကဆံတော်နေရာပြန်တက်သွားတော်ကသွားတော်နေရာပြန်တက်အကုန်လုံးပိဋကတ်တွေသူခါတဲ့ဘယ်မှာမှမကြံတဲ့သွားတော်တွေဆွဲတော်တွေအခုတရုတ်ပြည်မှာရှိနေတဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံကိုဆွဲတော်ကြွလာတာတရုတ်ပြည်ကဆွဲတော်ဒါပူဇော်နေကြသေးတာအခုတကယ်လို့သာသနာလိင်္ဂသာသနာကွယ်လို့ပရိယတ္တိသာသနာကွယ်လို့ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်တဲ့နေမှာပြေတတ်တယ်အဲ့ဒီတရုတ်ပြည်မှာရှိနေတဲ့ဆွဲတော်တွေကုန်လုံးသူကသူတကိုးနဲ့ပဲကောင်းကင်ယံကနေပြန်ကြွပြီးတော့သူ့နေရာသူပြန်တက်လို့ဗုဒ္ဓရဲ့ရုပ်ပွားတော်အသွင်ကိုဖန်ဆင်းပြလို့တကိုးဗျာတိဟာပြမယ်တဲ့စัจ java လာတိုက်တောင်းမှရှိနေတဲ့နတ်တွေမြမတွေကဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့ဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့နတ္တတိလောကောဝတ္တဘောနတ္တတိလောကောဝတ္တဘောဘိုးအိုချင်းတို့နတ္တတိလောကောလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကဘေးတတ်တွေအဲ့ဒီဘောဓိပင်ကြီးအောက်မှာဩရန္တိကောင်းစွာမဲ့သွေကိုကျွေး၍နေကြလေကုန်ပြီတကားလူသားရဲ့လို့အဲ့ဒီချိန်မှာဘုန်းကြီးတို့ပြေးတိုက်တယောက်မှမရှိတော့နတ်တွေမြမာတွေကြီးပဲစုယုံပြီးတော့ဘောဓိပင်ကြီးမှာလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမာတွေကတယောက်နဲ့တယောက်လက်တူပြောဆိုပြီးတော့ငိုကြွေးလိမ့်မယ်အဲ့ဒီနေမိတဖန်ဆင်းထားတဲ့ဘုရားဟာရောင်ကြီးတော်6ပါးလွှတ်မယ်တဲ့ဘောဓိပင်ကြီးအောက်မှာရောင်ကြီးတော်6ပါးလွှတ်ပြီးတော့ဘယ်ကိုသွားမလို့ဆိုလို့ရှိရင်အဲ့ဒီရုပ်ပွားတော်ကြီးဟာကန္တာမာဒနာတောင်ကိုကြွသွားမယ်ဘယ်တောင်ကိုကြွသွားမလဲ
ဘောဓိပင်ကြီးအောက်ကနေပြီးတော့အဲ့ဒီရုပ်ပွားတော်ကြီးကတခါတည်းကောင်းငင်ရံကနေပြီးတော့လေကန္နာမရဏတောင်ကိုကြွသွားမယ်ဟာဗုဒ္ဓကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကန္နာမရဏတောင်ကိုကြွသွားပြီးလိုက်ကြစို့လိုက်ကြစို့စัจ java လံပေါင်းတိုက်တောင်းကနတ်တွေမြမာတွေကအဲ့ဒီရုပ်ပွားတော်ကြီးနောက်ကနေပြီးတော့နတ်မြမာတွေအလုံးဟာလိုက်သွားကြတာဟိုရောက်တော့ကန္နာမရဏတောင်ရောက်တော့မင်းစုတကနတ်ပန်းမင်းကြီးမှာအဲ့ဒီနေမိတာရုပ်ပွားတော်ကြီးဟာပြေတတ်တယ်နတ်မြမာတွေကိုတရားဟောမယ်တဲ့ဂတိတသိန်းကျွတ်တန်းဝင်မယ်တဲ့ဂရေဘယ်လောက်တဲ့လဲဂရေတသိန်းကျွတ်တန်းဝင်မယ်တဲ့အဲ့ဒါကိုခွင်းတို့ပြေတာပေါင်းတော်ကောင်းတို့ကြားဘူးနေတာရောင်တော်ပြန်ပွဲတယ်။ဘာပွဲတယ်လဲအေးဘုရားရဲ့ရောင်ကြီးတော်တွေအကုန်လုံးအဲ့ဒီမှာဆူဝေးပြီးတော့ကန္နာမရဏတောင်တော်ကြီးကိုပြန်သွားတာကန္နာမရဏတောင်မေဇုတကနတ်ပန်းမင်းကြီးအောက်မှာနေမိတာရုပ်ပွားတော်ကြီးဟာနတ်တွေမြမာတွေကိုတရားဟောမယ်လူသားတယောက်မှမပါဘူးတဲ့အဲ့ဒီချိန်မှာဘုန်းကြီးတို့နတ်ဖြစ်နေရင်လည်းကောင်းမယ်မြမာဖြစ်နေရင်လည်းကောင်းမယ်ဘာဖြစ်လို့တော့ဆိုတော့ဒီဘုရားကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကိုခုတွေ့ရမယ်တရားနာရမယ်ဒါကဈာကာလသာသနာဓာတုသာသနာကွယ်ကံကြီးကာလမှာဒီတစ်ချက်အခွင့်ကောင်းရှိတယ်ဟုတ်လားဘုရားသားကြီးဒီတစ်ချက်လေးအခွင့်ကောင်းရှိတယ်တရားမို့လို့ဘုန်းကြီးတို့တရားချစ်ခင်စေကောင်းဝင်တဲ့သူတော်စင်တွေအိုးတို့လူဘဝမနေလို့သိရင်ကဲဘယ်သွားနေကြမလဲဘယ်သွားနေကြမလဲကိုနေရာလေးကိုကြွေးထားတတ်မှတ်နေရာယူကြပါပါတယ်လေဘုရားသားကြီးကိုနေရာလေးကိုတတ်မှတ်ထားနော်ငါပဲသွားမယ်ငါဗမာသွားနေရမယ်ငါနေရဗမာလဲဒီဘဝကမနေလို့သိငါဘယ်ကိုသွားမလဲနတ်ပြည်ကိုရောက်သွားရင်တော့ဖြင့်နတ်တတန်းကတော့အလွန်ရှည်တယ်ဗောဘုရားကြီးဒါကြောင့်ဘုန်းကြီးတို့ဟောမှုပါတယ်တိရိယပပဒထေရပါဒံတရားတောင်ပီလာဆတော်ကြီးအကြောင်းဟာတောင်ပီလာဆတော်ကြီးတို့ဒါကြောင့်ရုပ်ကစိုးဘဝကိုဆူတောင်းတာကိုတောင်ပီလာဆတော်ကြီးကငါမနေလို့သိရင်တဲ့အလွန်တက်တန်းရှည်သောရုပ်ကစိုးနှမင်းကြီးငါဖြစ်ချင်တယ်တက်တန်းရှည်တဲ့ရုပ်ကစိုးနှမင်းကြီးအဲ့ဒီမှာနေမိတာရုပ်ပွားဖန်ဆင်းတာကြီးဖူးတွေ့ရပြီးတော့အဲ့ဒီမှာတရားတွေဟောမယ်တရားတွေနာမယ်နတ်ပြမဂရေပေါင်းတသိန်းကျွတ်တန်းဝင်ကြလိမ့်မယ်တရားပွဲလဲပြီးလဲပြီးတော့ဘေးသတ်တယ်နေမိတာရုပ်ပွားတော်ကြီးကဘယ်သူမှမီးမရှို့ရပဲနဲ့သူ့ဟာသူမီးတွေလောင်ပြီးတော့စာလိုပြောတော့တေဇောဓာတ်လောင်တယ်မီးတွေလောင်ပြီးတော့ဘာမှမကြမ်းတော့ပဲနဲ့အကုန်လုံးခြုံငိမ့်သွားတဲ့ပွဲကိုဓာတုပရိနိဗ္ဗာန်စံတဲ့ပွဲဘာပရိနိဗ္ဗာန်စံတဲ့ပွဲအေးအဲ့ဒါကိုဓာတုသာသနာကွယ်တဲ့နေတဲ့သာသနာ၅မျိုးကွယ်သွားပြီသာသနာဘယ်နှမျိုးပရိယတ္တိသာသနာကွယ်ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်လိင်္ဂသာသနာကွယ်တဲ့ကဘုန်းကြီးယဟန်တာကသာမဏေဆိုတာဘယ်လိုမှမဟုတ်တွေ့နိုင်တော့ဘူးအေးဒါကြောင့်မို့လို့จิตသားသာရိပုတ္တရာဘုရားရှင်ကိုရောမြတ်ကจิตသားသာရိပုတ္တရာသာသနာ၅မျိုးလုံးကွယ်သွားပြီဆိုရင်လောကကြီးမှာကောင်းတာမကောင်းတာခွဲခြားပြသညွန်ပြဆုံးမမဲ့ပုဂ္ဂိုလ်တွေလည်းမရှိတော့ဘူးဒါကြောင့်မို့လို့ဘုန်းကြီးတို့မာကန္တန်ကိုဆိုတော့ဘုရားကြီးရေးခဲ့တာဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုဘုံဘဝမတိယများလားအပြစ်တွေအဲ့ဒါလေးဆိုကြည့်ဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အာဟုသောနဲ့ထိုဘုံဘဝမတိယများလှအပြစ်တွေဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အာဟုသောနဲ့ထိုဘုံဘဝမတိယများလှအပြစ်တွေအေးအဲ့ဒီတော့ကုသိုလ်မှအာဟုသောမှမသိတော့ဘူးတဲ့
မသိတော့အဲ့ဒီခေလူသားတွေသူတို့မလုံရဲတဲ့အလုံးဆိုတာဘာမှမရှိတော့ဘူးတဲ့ဒုစရိုက်တရား10ပါးလုံးထွန်းကားသွားပြီဒုစရိုက်တရားဘယ်နှပါးသူတတသူပတိကိုသူသားမယစောကကာယကံ3ပါးမုဒ္ဒဝါဒပိတုနာဝါစာဘုရားဝါစာသမ္မာပလာပါလိမ့်မယ်ဆဲမယ်ဆိုမယ်တိုက်ထွားမယ်စကားကြံကြံတန်းတန်းနေပြောမယ်အနှစ်သာရမရှိတဲ့စကားတွေပြောမယ်အဲ့ဒါဝစီကံ4ပါးဝစီကံဘယ်နှပါးကာယကံ3ပါးဝစီကံ4ပါးနောက်တကပိယတအဘိဓါပြာပါဒမိစ္ဆာဒိဋ္ဌိတဲ့မနောကံ3ပါးမနောကံဘယ်နှပါးပေါင်းရင်10ပါးပိယတတွေအဲ့ဒီဒုစရိုက်တရား10ပါးလုံးထွန်းကားပြီဒုစရိုက်တရားတွေဒုစရိုက်လုပ်ငန်းတွေသူတို့လုံလာကြပါပိသတ်တွေဘာဖြစ်လာကြမလဲဆိုရင်စိတ်ကြံကိုကြံရုပ်တွေကြံလာမယ်ဒေသအာယုနာပိပရိဟာယမာနနံဝောနေနာပိပရိဟာယမာနနံတဲ့စိတ်ကြံမှတော့ရုပ်လဲကြံကုန်တော့တာပဲကိုကြံမှတော့ရုပ်လဲကြံကုန်တော့တာပဲစိတ်ရောကိုယ်ရောကြံမှတော့နှုတ်လဲကြံလာကြတယ်တဲ့အဲ့ဒီလိုရုပ်ကြမ်းစိတ်ကြမ်းကိုကြမ်းဒီဘုန်းကြီးတို့ပြေးတာအဲ့ဒီခက်ကိုမပြောပါနဲ့ဦးအခုဘုန်းကြီးတို့ခက်ကိုပဲကြည့်လိုက်ဒေါသကြီးတဲ့ပုဂ္ဂိုလ်စိတ်ကြမ်းတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ဟာကြည်တာရုပ်လည်းကြမ်းတာပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကနည်းနည်းထားချင်းတင်းပြီးတော့ခါမျက်ထောက်ချင်းနေပြီးတော့ရုပ်ကြမ်းလာဘလောက်ငကိုယ်တည်းကနုညံ့သိမ်မွေးတဲ့ရုပ်ပဲဖြစ်ဖြစ်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီမျက်နှာကြီးကနေရဲပြီးတော့တခါတည်းရုပ်ကကြမ်းသွားတာပဲဟိုခစ်ကောင်မပြောနဲ့အခုသာသနာမကုန်သေးဘူးသာသနာမကွယ်သေးဘူးသာသနာ1550ပဲရှိနေသေးတယ်သာသနာတဝက်ကျိုးနေတဲ့အချိန်မှာတော့ကြည်သားဘလောက်လှတဲ့အမျိုးသမီးပဲဖြစ်ဖြစ်ဘလောက်လှတဲ့အမျိုးသားပဲဖြစ်ဖြစ်ဒေါသစိတ်ကြမ်းလာတဲ့အခါမှာရုပ်ကြမ်းလာတယ်စိတ်ကြမ်းရင်လည်းဗာကြမ်းလာတယ်ရုပ်ပါကြမ်းလာတာပါးစပ်ကလည်းပဲတခါတော့ခါဆဲဆိုတိုင်းထွားလက်သီးတွေနဲ့ကြမ်းနေထူးကြိုက်မယ်နဲ့မယ်ဆွဲလာရမ်းလာနဲ့ဒီလိုတွေဖြစ်လာတာဒါကြောင့်မို့လို့စိတ်ကြမ်းလာရင်ရုပ်ကြမ်းလာမယ်တေတံအာယုနာပိပရိဟာယမာနံဝန္နေနပိပရိဟာယမာနံရုပ်တွေကြမ်းစိတ်တွေကြမ်းလာတော့ဘာတွေဆုပ်ယုံလာမလို့ဆိုရင်အာယုနာပိအသက်တွေဆုပ်လာမယ်အသက်ဆုပ်တယ်ဆိုအသက်တူတယ်တဲ့အဲ့ဒီခေတ်ကြတော့အသက်တူပြီအဲ့တော့လူတွေရဲ့တက်တန်းဟာဘုန်းကြီးတို့ပြည်သားရဲ့ဘုန်းကြီးကြော်ပြောလိုက်တော့မယ်လူတွေရဲ့တက်တန်းဟာလေဘလောက်ထိအောင်ကိုတက်တွေဆုံးယုတ်သွားမလို့ဆိုလို့ရှိရင်တဲ့ဟိုသက္ကဝတ္တိသုတ်တံမှာပြထားတာရှိပါတယ်ဘဝေတတိကောဘိက္ခဝေသောဘဝေတတိကောဘိက္ခဝေသောယံဣမေတံမနုဿာနံသတ္တဝတ္တယုခဗုဒ္ဓံဘဝေတံတိသတ္တဝတ္တယုကေတုဘိက္ခွေမနုဿေတုပိစဝတိကကုမာရိကအလံပတေယံဘဝေတံတိဘေကဝေယံတို့မြဥจิตတို့ဣမေတမနုဿာနံအတ္တိလူတို့ရဲ့ဓာတာဝတ္တယုက10နှစ်အသက်ရှိကုန်သောတက်တန်းတွေကဘယ်လောက်ထိဆုတ်သွားမလို့ဆိုရင်တဲ့သူဘုန်းကြီးတို့ဆုတ်လာတဲ့တက်တန်းကိုကြည့်မြတ်စွာဘုရားပွင့်တော်မူတာဘုန်းကြီးတို့ပြည်သားယာတန်းမှာပွင့်တာဘုရားဘယ်လောက်တန်းမှာပွင့်လဲဘုရားယာတန်းမှာပွင့်တာအခုဘုရားပြိဋိဘံစံသွားတာနှစ်ပေါင်း2500အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်ဆိုတော့နှစ်ပေါင်း2500ဆိုတော့25နှစ်ဆုတ်သွားတာဘယ်လောက်ဆုတ်သွားလဲအဲ့တော့100တဲက25နှုတ်တော့ဘယ်လောက်ကျန်လဲဟောဘုန်းကြီးတို့နေတာ85နှစ်တန်း85နှစ်တန်းကနေအနှစ်1000ပြည့်လို့ရှိရင်ဆုတ်အောင်မဲ့တစ်နှစ်အဲ့လိုနဲ့ဆုတ်သွားတာ85နှစ်တန်းကနေ84နှစ်တန်း84နှစ်တန်းကနေပြီးတော့ဆုတ်သွား83နှစ်82နှစ်81နှစ်80အဲ့ဒီလိုတခါလဲ80ဆိုတာအသက်ကြီးဆုံးပဲအဟိုးဘွားအဲ့ဒီကနေဆုတ်69ဆိုတော့တော်ရှားပြီမရှိတော့ဘူး69ကနေဆုံးသွားတာ50ကနေဆုတ်အသက်စိတ်ကနေဆုတ်အသက်20ဆိုရင်အဖိုးကြီးဖွားကြီးဖြစ်ပြီတဲ့အဲ့ဒီအသက်20ကနေဆုတ်သွားတာဘယ်လောက်ထိတော့10နှစ်တန်းနဲ့ဘယ်လောက်တည်းလဲပရိသတ်ဘေကဝေယံတို့မြဥจิตတို့ဣမေတမနုဿာနံအဲ့ဒီ10နှစ်တန်းလူတို့ရဲ့ဓာတာဝတ္တယုက10နှစ်အသက်ရှိကုန်သောပုဒ္ဒါသာသမီတို့သည်ယံယသမိန်ကာလေအကျဉ်ကာလ၌ဘဝေတန်တိဖြစ်ကုန်လက်တံဘေကွေယံတို့မြဥจิตတို့ဓာတာဝတ္တယုကေတု10နှစ်တန်းကိုရောက်ကုန်သောမနုဿေသူလူတို့သည်ပိစဝတိကာ
ငါးနှစ်ရှိကုန်သောကုမာရီကတထိုသမီးတို့သည်အလံပတေယံယောက်ျားပေးသားခြင်းကသင်ကုန်သည်ဘဝေတန်တိဖြစ်ကြပြီလိမ့်မယ်လို့ဘေကဝါဘုံတော်6စုအောင်လံထူဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းငါနဲ့သားငါနဲ့သမီးအိမ်အောင်ပြုကြလိမ့်မယ်ဇနေတန်းကတိတ်ကြောက်เสียကောင်းတဲ့ပိဋကရေဘုရားပိဋကအမြင်တော့မြင်ကြည့်တာရှင်ဗျာငါနဲ့သမီးငါနဲ့သားဘယ်လိုလုပ်ပြီးတော့အိမ်အောင်ပြုမှလဲအခုငါနဲ့ကလေးတွေတပည့်တော်တို့ဒီကလေးနဲ့သွားမနိုင်တဲ့ပိဋကရေဟိုဇနေတန်းကြတော့အဲ့ဒီလိုမဟုတ်တော့ဘူးအဲ့ဒီဇနေတန်းကိုမပြောပါနဲ့အခု85နှစ်တန်းမှာတော့မှကလေးတွေရဲ့အသိဉာဏ်တိတ်ကိုထက်လွန်အားကြီးတယ်ကလေးတွေရဲ့အသိဉာဏ်တိတ်ကိုရှေ့ရောက်လွန်အားကြီးတယ်တချို့ကလေးတွေဟာဘုန်းကြီးတို့ဒကာကြီးတွေဓမ္မကြီးတွေငယ်ငယ်ကအသိဉာဏ်နဲ့တခြားစီကလေးတွေကတိတ်ပြီးတော့အသိဉာဏ်နဲ့တိတ်ထက်လွန်အားကြီးနေတယ်ဘာပဲဖြစ်ဖြစ်ပေါ်လေအသိဉာဏ်နဲ့ပတ်သက်ရင်တို့ကကိုယ့်ထက်ကိုသာတဲ့ခါရှိနေကြတယ်အဲ့တော့မြတ်စွာဘုရားဟောထားခဲ့တာဘေးသားရေဘုရားတို့မြည်သူမှာဧကဝဆနတခွန်းဤတော့စကားပဲပြောမယ်စကားနှစ်ခွန်းဘယ်တော့မှမပြောဘူးဒါကြောင့်9နှစ်သမီး9နှစ်သားအရွယ်မှာအိမ်အောင်ပြုကြလိမ့်မယ်တဲ့အသက်အကြီးဆုံးဟာ10နှစ်ပဲတဲ့အဲ့ဒီခါကျရင်ဘေးသားတည်းရင်ဘာဖြစ်လာမလို့ဆိုလို့ရှိရင်ကကြီး3ပါးပေါ်လိမ့်မယ်ကကြီးဘယ်နှပါးဘုန်းကြီးတို့ဘေးသားကြားဘူးလိမ့်မယ်က3ပါးရပြည့်10ပါးရန်သူမျိုး5ပါးကြားဘူးလားဒါမင်းကတ်ဆိုတာပါလေဒါဘုန်းကြီးတို့ဒါလေးကိုစီစေးအောင်ကတ်ကြီး3ပါးတဲ့ကတ်ဆိုတာပျက်စီးခြင်းကိုကတ်လို့ခေါ်တယ်တတ္တဝါတွေပျက်စီးခြင်း3ပါးနဲ့ပျက်စီးပြီးတည်ကြည်ကြတာကိုကတ်ဆိုင်တယ်တဲ့။ဘာဆိုင်တယ်တဲ့လဲ။ဒါနဲ့ကတ်ဆိုင်တယ်ဆိုတာဘယ်လိုဟာမျိုးလဲနံပါတ်1အငါဘေးဆက်ရောက်လာခြင်းအဲ့ဒါကိုဒုဗ္ဗိကံတရကနောက်တခါနံပါတ်2သတ္ထံတရကဒီတဲ့ယောဂဆန်းတဲ့အခုဘုန်းကြီးတို့85နှစ်တန်းတွေကိုယောဂဆန်းတွေကဘုရားဟောပါဠိတော်ကိုထောက်ခံနေတယ်လက်နဲ့ဆန်းနေလည်းပဲအခုထောက်ခံနေပြီဘုံလေးတွေတေးသေးလေးတွေနဲ့ပေါက်လိုက်ရင်ညီလိုက်ရင်အခြေကြီးဘာမှမရှိတဲ့ဘောပင်လေးလောက်ရှိတဲ့ချိန်ကိုက်ဘုံတစ်ဘုံကလည်းပဲလူတွေမြောက်များစွာကိုတည်ကြည်ပျက်စီးနိုင်ပါတယ်အဲ့ဒါတွေကလက်နဲ့ဆန်းနေပေါ်လာတာဘာတွေပေါ်လာတာလဲလက်နဲ့ဆန်းနေပေါ်လာတာကိုတတ္တန္တရကတ်လို့ခေါ်ပါတယ်ယောဂဆန်းနေပေါ်လာတာကိုတော့ရောဂန္တရကတ်တဲ့ကတ်ကြီး3ပါးကတ်ကြီးဘယ်နှပါးလဲကဲယောဂဆန်းနေပေါ်လာတာအခုလက်တွေ့တွေကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကြက်သားမစားရဘူးကြက်ဥမစားရဘူးဘာဖြစ်လို့လဲကြက်ငှက်တုပ်ကွေးယောဂတဲ့ယောဂဆန်းပေါ်လာပြန်ဩအခုအသက်ရောင်အသက်ဝါဘီပိုးတဲ့အကင်ဆာယောဂတဲ့ AIDS ယောဂတဲ့မင်းတို့မင်းကြီးတို့ခေတ္တုံးကသီဝမင်းတို့ခေတ္တုံးကမေ့ကြည့်သားမလား AIDS ရဲ့ယောဂကြားဘူးလားတို့သီဝမင်းကြီးကပြောမှာပေါ့ဘာယောဂလဲသိဘူးတို့ဘာကြလေးတို့လည်းမြန်မာနိုင်ငံမှာဒီယောဂဆိုးကြီးတွေဝင်လာတာ AIDS ယောဂတို့အသက်ရောင်အသက်ဝါဘီပိုးတို့အခုဗာလဲကြက်ငှက်တုပ်ကွေးယောဂတဲ့ဟာနောက်ဘာတွေပေါ်လာမနားထောင်လေးပြေးစားရေးရှေးလျှောက်လေယောဂဆန်းနေပေါ်လေရှေးလျှောက်လေယောဂဆန်းနေပေါ်လေအဲ့ဓာတွေကဘာဖြစ်လို့လဲလူတွေရဲ့စိတ်ဓာတ်လူတွေရဲ့ကိုကျင့်သီလပေါ်မှာအများကြီးမူတည်တယ်သီလတရားတွေပြက်လာကြပြီကိုကျင့်တရားတွေပြက်လာကြပြီဆိုရင်အဲ့ဒါကတ်ကြီး3ပါးဆိုင်လိမ့်မယ်တဲ့ယောဂဆန်းနေဖြစ်ပေါ်လာလိမ့်မယ်အဲ့ဒီတော့ကောင်းပြီဘေးတတ်တွေအဲ့ဒီကတ်ကြီး3ပါးဆိုင်တဲ့အခါမှာငတ်လို့သေးတဲ့လူတွေဒုဗ္ဗေကံတရကဆိုင်လို့သေးတဲ့ပုဂ္ဂိုလ်တွေသေပြီးဒီနောက်မှာဘယ်မှာသွားဖြစ်မလို့ဆိုရင်ပိဋ္ဌာဘုံမှာသွားဖြစ်မယ်ဘယ်ဘုံမှာသွားဖြစ်မလဲဟောအဲ့ဒီဆယ်နှစ်တန်းရောက်လို့ရှိရင်သွားရမယ်လမ်းကိုကိုယ့်အကူသိထားပြီးသားတဲ့ဒုဗ္ဗေကံတရကဆိုင်လို့ငတ်မောခေါင်းမတဲ့ဘေးကြီးဆိုင်လို့သမင်းမစားရဟင်းမစားရပဲနဲ့အဲ့ဒီလိုအစာငတ်မောခေါင်းမတဲ့ဘေးကြီးဆိုင်ပြီးတော့သေကြတဲ့လူတွေဟာဘယ်ဘုံမှာသွားဖြစ်မလို့ဆိုပိဋ္ဌာဘုံတဲ့လက်နဲ့ဆန်းတွေနဲ့လက်နဲ့ဘေးနဲ့သေတဲ့လူတွေကဘယ်မှာသွားဖြစ်မလို့ဆိုရင်ငရဲဘုံမှာတဲ့ဘယ်ဘုံမှာတဲ့လဲငရဲဘုံမှာတဲ့ယောဂဆန်းတဲ့သေတဲ့လူတွေကတော့သေသားရဲ့နတ်ပြည်မှာသွားဖြစ်မယ်တဲ့ဘယ်မှာသွားဖြစ်မယ်တဲ့လဲ
ကကြီးသုံးပါးဆိုင်တဲ့အခါမှာရှစ်ကတ်နှစ်ပါးကငရဲဘုံနဲ့ပိဋ္ဌာဘုံဘာဘုံနဲ့ဘာဘုံလဲ7 နှစ်တန်းရောက်လို့ရှိရင်အဲ့ဒီကတ်ကြီးသုံးပါးတပြိုင်နဲ့ဆိုင်တာနဲ့တကတ်ကတ်နဲ့မိတဲ့ပုဂ္ဂိုလ်ဟာဒုဗိကံတရကတ်နဲ့မိတဲ့ပုဂ္ဂိုလ်သိရင်ငရဲပိဋ္ဌာဘုံသွားမယ်တထန္တရကလက်နဲ့သိတဲ့ပုဂ္ဂိုလ်တွေဟာသိရင်ငရဲကိုသွားမယ်ယောဂါတွေဖြစ်ပြီးတော့ယောဂဆန်းတွေဖြစ်ပြီးတော့သိတဲ့ပုဂ္ဂိုလ်တွေကတော့နတ်ပြည်ကိုသွားမယ်တဲ့ဘယ်ပြည်ကိုသွားမယ်လဲကဲတကယ်လို့များဘုန်းကြီးတို့10 နှစ်တန်းကိုရောက်ခဲ့ရင်10 နှစ်တန်းမှာလူဖြစ်ခဲ့ရင်ဘုန်းကြီးတို့ပြည်သားဘာနဲ့သိတာကောင်းလဲအမေတဟုတ်ပါယောဂဆန်းနဲ့သိတာကောင်းတယ်တဲ့အဲ့တော့ဒီနေရာမှာထေရဆရာကပြောတယ်ပြည်သားကြီးလူတိုင်းတော့မဟုတ်ဘူးတဲ့လူတိုင်းတော့နတ်ပြည်ကိုမရောက်ဘူးတဲ့ဘယ်လိုလူမျိုးတွေတုံးဆိုတော့ယောဂဆန်းနေဖြစ်ရောယောဂဆန်းနေဖြစ်တဲ့အခါကျတော့စိတ်ဓာတ်တွေကြာပြီးတော့ဩငါတို့ယောဂဝေဒနာတွေခံစားရလို့ကိုယ်စိတ်နှစ်ပါးဆင်းရဲပင်မဆင်းရဲတယ်လို့သူများတွေမခံစားကြပါစေနဲ့သူများတွေငါတို့ဖြစ်တဲ့ယောဂကြီးမဖြစ်ကြပါစေနဲ့လို့အဲ့ဒီလိုမေတ္တာပို့ရင်းနဲ့မေတ္တာစိတ်နဲ့သေမှနတ်ပြည်ကိုသွားတာဘာစိတ်နဲ့သေမှတယ်လဲငါမို့လို့ဒီယောဂဖြစ်ရလားဆိုပြီးတော့ဒေါသစိတ်နဲ့သေရင်တော့ဖြင့်ငရဲပြည်သွားမှာတဲ့ဟုတ်လားဘုရားကြီးယောဂဆန်းတဲ့သေတိုင်းလည်းပဲနတ်ပြည်ကိုမသွားပါဘူးတဲ့ထေရဆရာကဖွင့်ထားတာရှိတယ်အဲ့တော့ယောဂဆန်းတဲ့သေရတာကောင်းတယ်လို့သွားမလုံးနေနဲ့ဟုတ်ယောဂဆန်းနဲ့သေတော့ယောဂဆန်းနေဖြစ်လာတဲ့အချိန်မှာမေတ္တာစိတ်လေးမွေးလိုက်တဲ့ဗာစိတ်လေးမွေးလိုက်လေအေးငါဖြစ်တယ်လို့မဖြစ်ကြပါစေနဲ့ငါကိုယ်စိတ်နဲ့ပါဆင်းရဲနေတယ်လို့ငါပင်မနွမ်းနေတယ်လို့တတ္တဝါတွေဒီယောဂဝေဒနာတွေမဖြစ်ကြပါစေနဲ့ဒီယောဂဘေးကြီးကလွတ်မြောက်နိုင်ကြပါစေလို့မေတ္တာပို့ရင်မေတ္တာစိတ်နဲ့နေပြီးတော့သေသွားတဲ့ပုဂ္ဂိုလ်မှနတ်ပြည်ကိုသွားမယ်ဘယ်ကိုသွားမယ်နတ်ပြည်ကိုသွားမယ်လူပြည်လောကကကြီးသုံးပါးဆိုင်ပြီးဆိုရင်နတ်ပြည်ကဝိတချုံနတ်သားကလိုက်ပြောတယ်တဲ့ပြည်သားကြီးကကြီးသုံးပါးဆိုင်တဲ့အချိန်မှာနတ်ပြည်ကနေပြီးတော့ဝိတချုံနတ်သားကလူပြည်ကိုဆင်းလာပြီးလိုက်ပြောတယ်ဟေးတိုင်းသူပြည်သားလူအများတို့9 ရက်အတွင်းမှာဒီထက်ကြီးမားတဲ့တထန္တရကကြီးပေါ်လာလိမ့်ဦးမယ်လူတွေချင်းချင်းတတ်ကြလိမ့်မယ်မမြင်ရအောင်တော်ထဲမှာသွားပုန်းနေကြတောင်တွေထဲမှာသွားပုန်းနေကြခူတွေထဲမှာပုန်းနေကြ9 ရက်တိတိလိုက်ကြင်ညာတာလဲလောကကြီးကိုလှည့်ပြီးတော့ဝိသကြုံနတ်သားကကိုထင်ရှားပြပြီးတော့ခြံနေတမ်းမှာဟေးပုံညာဟ9 ရက်နေလို့ရှိရင်လက်နဲ့အထူးရှာစရာမလိုဘူးပရိသတ်ကြီးငါလက်ပြပုံလိုချင်လိုက်တာလို့စိတ်ထဲကတန်းတလိုက်တာနဲ့လက်ထက်မှာလက်ပြပုံလိုနေရောက်လာတယ်ဒီလက်ပြပုံနဲ့ဒီလူအုပ်ကြားတဲ့ငါပြစ်ထက်ချင်လိုက်တာဆိုရင်လက်လေးမြောက်လိုက်တာနဲ့လက်ပြပုံကြီးကခါမြောက်သွားပြီးတော့ဝုန်းဆိုကြားပြီးတော့အကုန်သိကုန်တာလေအဲ့ဒီလောက်ထိအောင်ပြင်းပြင်းထန်ထန်နေဖြစ်မှာဒါကိုနတ်ပြည်ကနတ်တွေကသိတယ်သိတဲ့အခါကျတော့ gain မဖြစ်ချေဘူး9 ရက်အတွင်းပုံနေကြဟာဆိုပြီးတော့လိုက်អော်တော့ယုံတဲ့လူတွေကပုံတယ်မယုံတဲ့လူတွေကမပုံဘူးတယောက်နဲ့တယောက်နဲ့မျက်နှာချင်းဆိုင်လို့မရဘူးနော်မမြင်အောင်ပုံနေဘယ်လောက်ပုံရမလို့ဆို9 ရက်ပဲပုံရမယ်ဘယ်နှရက်ပုံရမလဲအေးအဲ့ဒါနတ်អော်သွားပြီးတဲ့အချိန်ကဝိသကြုံနတ်သားကြီးနတ်ပြည်ကနေဆင်းလာပြီးတော့អော်သွားတဲ့အချိန်ကစပြီးတော့ပုံရင်ပုံမပုံရင်နေတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်လို့ကိုမရဘူးလေတွေ့တာနဲ့တတ်ချင်တဲ့စိတ်ပဲပေါ်လာတာပဲတတ်ချင်လည်းပဲဓာအင်္ဂါနဲ့သွားဆွဲယူနေတယ်ဒီကောင်းကောင်ကဓာနဲ့ထိုးသားချင်လိုက်တာလို့စိတ်ထဲကကြံစီလိုက်တဲ့လက်ထဲမှာဓာအလိုလိုနေရောက်လာတယ်တဲ့ဘလောက်ကြောက်ဖို့ကောင်းလုံးဆိုတာဒါကြောင့်မို့လို့အဲ့ဒီလိုဘေးကြီးမျိုးနဲ့မကြုံရအောင်လို့ဘုန်းကြီးတို့ဖျားရှိခိုးတိုင်းဗုဒ္ဓဘာသာတွေဆုတောင်းတာကတ်3 ပါးဗါလည်းပရိသတ်ရဲ့ရပ်ပြီး7 ပါးဟုတ်တယ်မို့လားဉာဏ်သူမျိုး5 ပါးဒါကြောင့်အဖိုးတွေအဖွားတွေအဖေတို့အမေတို့ကိုသွားကြတော့ရင်ဗာပြောလေအေးကတ်ကြီး3 ပါးကလည်းလွတ်မြောက်နိုင်ကြပါစေအနာမျိုး96 ပါးလည်းကင်းကြပါစေဖိုးတွေဖွားတွေဆုမပေးဘူးလားအမေတို့ဖေတို့ဆုမပေးဘူးလားပရိသတ်ရဲ့အေးဒါကြောင့်ကတ်ကြီး3 ပါးဆိုတာအဲ့ဒါပြောတာအဲ့ဒီကတ်နဲ့သွားဆိုင်တဲ့အချိန်မှာဘုန်းကြီးတို့ကလည်းလူသွားဖြစ်တဲ့အချိန်ဆိုရင်တော့ပရိသတ်စဉ်းစားလို့ကိုမရအောင်ပဲကဲအဲ့ဒီတော့9 ရက်ပြည့်တဲ့အခါကျတော့တောတဲ့တောင်ထဲမှာပုံနေတဲ့လူတွေထွက်လာတော့လူနည်းစုပဲကြံတော့တယ်
လောကကြီးတစ်ခုလုံးအလောင်းချင်းကိုထပ်နေတာတခါတည်းတယောက်နဲ့တယောက်နဲ့တတ်ကြဖြတ်ကြအဲ့ဒါတတ်ထန္တရကအကြီးအကျယ်9ရက်တိတိဖြစ်မှာလေတိုက်တဲ့လက်နဲ့တာတောင်းလိုက်စားအနုမြူဖို့ငါလက်ထက်ရောက်သေးဆိုဒုံးဆိုရောက်လာတာလေကံများဟာဘလောက်စမ်းကြဲတုံးဆိုတာကာမဝိပါကောအစိန်ဒီရောလို့ဆိုတဲ့အတိုင်းအဲ့ဒီတော့9ရက်ပြည့်တော့တောတဲ့တောင်တွေကထွက်လာတဲ့လူတွေကကြည်ပြီးတော့စိတ်မကောင်းနေဖြစ်ကြလို့ဩလူတွေချင်းချင်းတပ်ဖြတ်ကြနေကြပြီကြီးစံအလောင်းတွေကြီးပဲကြံနေတော့တယ်ဒါဟာဒေါသတရားကြောင့်လောဘတရားကြောင့်ဒီလိုဖြစ်ရတာပါလားလို့ဆိုပြီးတော့တတ္တဝတ္တယုကေသောဘိကဝေမနုဿေတုတတ္တဟံတတ္တန္တရာကဝဝေတတိတေအညမေညာပိမိဂတင်ညာပတိလဘိတန္တိတေတိနာနိတတ္ထာနိဟထေတုပါတုဘဝေတန္တိတဲ့လူလို့တော့မထင်တော့ဘူးတဲ့သားခေါင်လို့ထင်ပြီးတော့မဟုတ်ဆိုဟာသားခေါင်ကိုပြစ်တယ်လို့မိဂတင်ညာသာသမင်ဆိုတော့အမကိုပတိလဘိတန္တိရကြလိမ့်မယ်တေဇံထိုလူတို့သည်တိနာနိထက်လာသွားသောအစွမ်းထက်တဲ့တိနာနိထက်လာသွားသောတတ္ထာနိလက်နဲ့တို့သည်ဟထေတုလက်ထုံ၌ပါတုဘဝေတန္တိစိတ်ကကြံစီတောင်းတလိုက်တာနဲ့လက်ထဲမှာထင်ရှားမဲ့သွေးဖြစ်ပေါ်၍လာပါလိမ့်မယ်လို့ဘဂဝါဘုံတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန့်ကြားတော်မူလိုက်ပါပေတည်းတေတိနေနသတ္ထေနဧတမိဂောတိအညမညာဇီဝိတံဝရောပတန္တိလူလို့မထင်တော့ဘူးဒါသမင်ကွာဒါသမင်ကွာသတ်ကွာဒါနွားကွာသတ်ကွာလူလို့မမြင်တော့ဘူးလေမျက်လုံးတွေဘလို့တွေဖြစ်ကုန်လဲမသိဘူးခါအဲ့မှာသတ်ကြဖြတ်ကြနေ9ရက်တိုင်သွေးချောင်းစီလို့အလောင်းချင်းထတော်တဲ့တောင်ထဲမှာပုံနေတဲ့လူတွေတော်တဲ့ကထွက်လာတဲ့အခါကျတော့မှတွေ့ပြီးတော့အဲ့ဒီလူတွေကိုကြည့်ပြီးတော့ဒါအကုသိုလ်တွေထွန်းကားလို့ဖြစ်တာလူတွေကိုကြမ်းနှုတ်ကြမ်းစိတ်ကြမ်းနေဖြစ်လို့ဒါတွေဖြစ်ကြတာအဲ့ဒီတော့ငါတို့ကိုမကြောက်အောင်ထိန်းကြစို့နှုတ်မကြောက်အောင်ထိန်းကြစို့စိတ်မကြောက်အောင်ထိန်းကြစို့ဆိုပြီးတော့ဘေးသတ္တေဘယ်သူမှမဟောမပြောရပဲနဲ့တဲ့ဆယ်နှစ်တန်းကလူတွေကာယကံတွေပြန်ထိန်းတဲ့ဝစီကံတွေကိုပြန်ထိန်းတဲ့မနောကံတွေကိုပြန်ထိန်းတဲ့ကာယကံနဲ့မကောင်းတာမလုပ်တော့ဘူးသူများတဲ့မတတ်တော့ဘူးသူပစ္စည်းမခိုးတော့ဘူးသူသားမယားမစော်ကားတော့ဘူးကာယကံ၃ပါးဝစီကံ၄ပါးမုဒ္ဒဝါဒပိသုနာဝါစာပရုဒ္ဒဝါစာသမဗလာပါလိန်ပြောတာဆဲဆိုတာတိုင်းထွာတာကြမ်းကြမ်းတန်တန်စကားတွေပြောတာမလုပ်တော့ဘူးတဲ့အဲ့ဒီလိုကာယကံဝစီကံမနောကံတွေကိုပြန်ထိန်းပြီးတော့နေလာလိုက်တာ10နှစ်တန်းကနေသက်တန်းတွေပြန်တက်လာအနှစ်20အနှစ်20ကနေပြီးတော့တက်တန်းတွေပြန်တဲ့အနှစ်30 40 50 60အဲ့ဒီကနေတက်တန်းတွေတပြေးပြေးနဲ့လူတွေပြန်ပြီးတော့အသက်တွေရှည်လာလိုက်ကြတာလူတွေရဲ့အသက်3သိန်းတန်းမှာတဲ့အသက်3သိန်းထိအောင်တဲ့ဘယ်ထိအောင်ပြန်တက်လာလဲဒီဒေသနာကိုဘုန်းကြီးတို့ပြတာအစဉ်တိုင်းမှတ်ကြည့်နော်ဘုန်းကြီးတို့က85နှစ်တန်းကနေပြီးတော့ဆုတ်သွားလိုက်တာ10နှစ်တန်းဘယ်လောက်လဲပြေးတိုင်း10နှစ်တန်းကနေပြီးတော့တက်တန်းတွေပြန်တက်လာတာ3သိန်းတန်းဘယ်တန်းထိအောင်လဲဈာတ်မှာကဘာမပြတ်ဘူးကဘာပြတ်သလားကဘာပြတ်တယ်ဆိုတော့ကောင်းကင်ကနေထွက်ပြီးတော့တခါတည်းကဘာကြီးမိလောင်တာကိုကဘာပြတ်တယ်လို့ခေါ်တာဒါကြောင့်ကဘာမပြတ်ဘူးပြည့်တာကြီးတချို့ကဘုံဒီပါမတိနဲ့ဟာသာသနာ9000ပြည့်ကဘာကြီးပြတ်မှာတဲ့ကဘာကြီးမိတွေလောင်မှာတဲ့မဟုတ်ဘူးကဘာလုံးဝမပြတ်ဘူးကဘာပြတ်လို့လည်းမရဘူးဒီကဘာကဗတ္ထကဘာလို့ခေါ်တယ်ဘာကဘာလို့ခေါ်လဲဘုရား၅စုပွင့်တဲ့ကဘာကိုဗတ္ထကဘာတဲ့သာရကဘာတဲ့မန္တကဘာတဲ့ကဘာတွေကလည်းသူ့နာမည်တွေနဲ့သူရှိတာသူဘုန်းကြီးတို့နေတဲ့ကဘာကြီးကဗတ္ထကဘာကြီးဗတ္ထကဘာမှာဖယား၅စုမပြည့်မချင်းဒီတိုင်းသွားနေမှာအခုကကုသနာဘုရားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကောဏကမနာဘုရားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကသဗ္ဗဘုရားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲဂေါရမဘုရားပွင့်တော်မူတယ်ဒီကဘာမှာဘုရားတဆူပွင့်တိုင်းသာသနာထားခဲ့တယ်ထားခဲ့တဲ့သာသနာကုန်ရင်ဆုံးမမဲ့လူမရှိရင်သာသနာတော်ကြီးကွယ်သွားတယ်နဲ့လူတွေတက်တန်းနေတူသွားမယ်တက်တန်းနေတူပြီးတော့ခုနတုန်းကပြောတယ်ကကြီး၃ပါးစိုက်တယ်ကကြီး၃ပါးစိုက်ပြီးတော့တောတဲ့တောင်တွေကပြန်ထွက်လာကြမယ်လူတွေတက်တန်းပြန်ပြီးတော့ကာယကံဝစီကံမနောကံတွေကိုပြန်ထိန်းတယ်တက်တန်းတွေပြန်တိုးပြီးတော့ရှည်လာတယ်အဲ့ဒီလိုရှည်လာရင်ကနေပြီးတော့အခုတက်တန်းဘလောက်တန်းလုံးဆိုလို့ရှိရင်တဲ့လူတွေအသက်3သိန်းသားမှာအဘွားအသက်ဘယ်လောက်ရှိပြီတော့ဆိုငါအသက်3သိန်းအဖိုးအသက်ဘယ်လောက်ရှိပြီတော့ဆိုရင်ငါအသက်3သိန်းပြည့်ဖို့လို့တစ်နှစ်ဖဲလို့တော့တယ်
အဲ့ဒီလိုလူတွေအသက်တသိန်းတမှာအယံဗာရာဏတိကေတုမတိနာမှာရာဇဌာနိဘဝေတတိစေတသာရိဗုဒ္ဓရာဒီမေတ္တိယဗုဒ္ဓဝင်ကိုမြတ်စွာဘုရားဟောနေတာရှင်သာရိပုတ္တရာလျှောက်လို့ဘယ်သူလျှောက်လို့လဲဟောတာကဏိကြောဓာယုံကျောင်းမှာဟောနေတာဘယ်ကျောင်းမှာဟောနေတာကောရမေကြီးသင်္ကန်းလာလှူလို့အဇိတယဟန်ကသင်္ကန်းအလှူခံလို့ဒီတရားဟောနေတာမဟုတ်လားဘုရားရဲ့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကစေတသာရိပုတ္တရာအယံအရံဗာရာဏတိဟောဒီဗာရာဏတိခေါ်တဲ့ရွှေမြို့တော်ကြီးဒီကေတုမတိနာမှာရာဇဌာနိဘဝေတတိကေတုမတိလို့ခေါ်တဲ့ပြည်ကြီးဖြစ်အောင်မယ်တဲ့အခုငါဘုရားလက်ထက်မှာတော့ဗာရာဏတိလို့ခေါ်တဲ့မြို့ဟာနောက်တစ်ချိန်ကြလို့ရှိရင်လူတွေတန်းတသိန်းတန်းရောက်လို့ရှိရင်ဗာရာဏတိဆိုတဲ့နာမည်ပြောက်ပြီးတော့ကေတုမတိလို့ခေါ်တဲ့နေပြည်တော်ကြီးဖြစ်လိမ့်မယ်တဲ့တခါတည်းမြတ်စွာဘုရားကမြို့နာမည်မှာပြောသွားတာအဲ့ဒီကေတုမတိလို့ခေါ်တဲ့နေပြည်တော်ကြီးမှာသင်္ခလို့ခေါ်တဲ့စัจ जा မင်းကြီးပေါ်လိမ့်မယ်မိဘရဲ့ခေါင်းကြီးကဝိသာခသားတော်ပေါင်းက1000အရိမတေယဗုဒ္ဓဝင်ဒီကစတာမြို့ကကေတုမတိတဲ့ဘာမြို့လဲတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ရှင်မင်းကြီးကစัจ जा မင်းနာမည်ကသင်္ခလို့ခေါ်တဲ့စัจ जा မင်းမိဘရဲ့ခေါင်းကြီးနာမည်ကဝိသာခတဲ့ဘုန်းကြီးတို့ပုဗ္ဗာယုံကျောင်းမကြီးနဲ့နာမည်ချင်းဆင်တယ်ဝိသာခတဲ့သားတော်ပေါင်းဘယ်လောက်ရှိမလဲသားတော်ပေါင်းက1000ကေတုမတိမြို့ကိုချမ်းရမ်းထားတဲ့မြို့အချမ်းရမ်းပေါင်းက8400ကေတုမတိမြို့ရဲ့အလယ်ကောင်းမှာယရဏ9ပါးနဲ့ပြည့်စုံတဲ့စัจ जा ယရဏပြတ်တာရင်ကြီးဟာသင်္ခစัจ जा မင်းကြီးရဲ့ရှေ့ဘုံတော်ကြောင့်ပေါ်ပေါက်ပြီးတော့လာရတယ်တဲ့အဲ့ဒီစัจ जा ယရဏရင်မြန်ကြီးဟာလူတွေရဲ့မျက်စိနဲ့စိုက်ပြီးတော့ကြည့်လို့မရအောင်အကြောင်းအဝါတွေတောက်နေတယ်တဲ့စัจ जा မင်းကြီးရဲ့ကေတုမတိမြို့ရဲ့ဘယင်စัจ जा မင်းကြီးရဲ့တကိုးကိုအဲ့ဒီမှာမြတ်စွာဘုရားကပြောပြနေတာမြို့အလယ်ကောင်မှာယရဏ9ပါးနဲ့ပြည့်စုံတဲ့စัจ जा ယရဏပြတ်တရင်ကြီးပေါ်လိမ့်မယ်အဲ့ဒီပြတ်တဆောင်ကြီးဟာလူတွေရဲ့မျက်လုံးနဲ့ကြည့်လို့မရအောင်အကြောင်းဝါတွေကသိတောက်တယ်တဲ့အဲ့ဒီစัจ जा ယရဏရင်မြန်ကြီးကအထပ်ပေါင်း100ရှိတယ်တဲ့ဘယ်လောက်ရှိလဲဘုရားတိုက်ထပ်ပေါင်း100ရှိတယ်တဲ့အဲ့ဒီပြတ်တဆောင်ကြီးကဒီစัจ जा မင်းကြီးသင်္ခစัจ जा မင်းကြီးဒီမှာတိုင်းပြည်အုပ်ချုပ်မင်းမလုပ်ခင်တော့ကဗမာမြုပ်နေတာတော့ဆိုခင်းကမြစ်ထဲမှာမြုပ်နေတာတဲ့ခင်းကမြစ်ထဲမှာမြုပ်နေတာသင်္ခစัจ जा မင်းကြီးရဲ့ဘုံကံကြောင့်ပြန်ပြီးတော့ပေါ်လာရတာဒါမျိုးလို့ရှိရင်အဲ့ဒီစัจ जा ယရဏကြီးရဲ့ပိုင်ရှင်ကဘယ်သူတုံးလို့ဆိုတော့မဟာပနာရမင်းနဲ့အဲ့ဒီမင်းကြီးကဟောဒီကေတုမတိမြို့မှာပဲဆိုးဆံခဲ့တာအဲ့ဒါသူ့လက်ထက်ကရှိခဲ့တဲ့ပြတ်တဆောင်ကြီးစัจ जा ယရဏကြီးအဲ့ဒါကြီးကဘုန်းကြီးတို့ပြည်သားရဲ့မဟာပနာရမင်းကြီးနတ်ရွာဆံကံတော်ကုံသွားတဲ့အခါကျတော့အဲ့ဒီစัจ जा ယရဏကြီးကသူ့အလိုအလျောက်ပဲပျောက်သွားပြီးတော့ခင်းကမြစ်ထဲမှာသွားမြုပ်နေတာမဟာပနာရမင်းကအဲ့ဒီစัจ जा ယရဏဘယ်ကရတော့ဆိုတရားမင်းကဝိသကြုံနတ်သားကိုဖန်ဆင်းခိုင်းတာဘုန်းကြီးတို့စာရှိတဲ့လူမင်းဘုန်းကြီးတော့နတ်မင်းမနေတာတဲ့ဗာမင်းဘုန်းကြီးတော့ဗာမင်းမနေတာလူမင်းဘုန်းကြီးတော့နတ်မင်းမနေတာဆိုတဲ့အတိုင်းအဲ့ဒါတရားမင်းကြီးကမဟာပနာရမင်းကြီးစီးဖို့လို့ဆိုပြီးတော့အထက်တရားရှိတဲ့စัจ जा ယရဏကြီးကိုဖန်ဆင်းပေးထားတာဘာဖြစ်လို့တရားမင်းကြီးကအထက်တရားရှိတဲ့ပြတ်တဆောင်ကြီးကိုဖန်ဆင်းပေးရတယ်လဲလို့ဆိုရင်တဲ့မဟာပနာရမင်းကြီးကရှေးဘဝကလုပ်ခဲ့တဲ့ကုသိုလ်တဲ့ရှေးဘဝကဘာကုသိုလ်လုပ်ခဲ့တုံးလို့ဆိုတော့ပိဋကရေရှေးဘဝတုန်းကကျူထင်ရန်ရက်စားရပြီးတော့အသက်မွေးရတဲ့လူဆင်းရဲဖြစ်ကူးတယ်တာဖာနှစ်ယောက်တော်တယ်သွားရဲ့နဲ့ပိစိကဗုဒ္ဓတစ်ပါးကိုဖူးတွေ့ရတာဖူးတွေ့ရတဲ့အခါကျတော့အဲ့ဒီမှာကျူရိုးနဲ့တဖန်းသားတွေနဲ့တိရမိုးကြောင်းလေးတစ်ကြောင်းဆောက်ပြီးတော့အသက်ထက်ဆုံးပစ္စည်းလေးပါတော့ပြင်စောက်ရှောက်ထောက်ပံ့လှူဒန်းခဲ့တာတာဖာနှစ်ယောက်မဟာပနာရမင်းကြီးရဲ့အတိတ်ဇလန်းကလည်းပဲအဲ့ဒါကျူရိုးနဲ့တဖန်းသားတွေနဲ့သိရွယ်မိုးတဲ့ကြောင်းလေးအခုလိုအုတ်တိုက်တွေပါနေဆောက်တာမဟုတ်ဘူးသွတ်တွေဘီလာမေတွေနဲ့မဟုတ်ဘူးတောထဲမှာပိစိကဗုဒ္ဓကိုတွေးလို့ကြီးညိုရင်းနဲ့ဆောက်ပြီးတော့လှူခဲ့တဲ့ကုသိုလ်ဟာတာဖာနှစ်ယောက်တည်သွားတဲ့အခါကျတော့နတ်ပြည်ကိုတက်သွားတာအဖေလုံးတဲ့ပုဂ္ဂိုလ်ကနတ်ပြည်မှာနတ်စည်းစိမ်တွေခံစားပြီးတော့နေခဲ့တယ်သားလုံးတဲ့လူကလူပြည်ကိုဆင်းလာပြီးတော့ကေတုမတိမြို့မှာမဟာပနာရမင်းကြီးဆိုပြီးတော့လာဖြစ်တာမဟာပနာရမင်းကြီးနတ်ရွာလဲဆံရောအဲ့ဒီပြတ်တဆောင်ကြီးဟာလည်းပဲခင်းကမြစ်ထဲကိုမြုပ်သွားတာ
အခုသင်္ခစัจ जा မင်းကြီးကေတုမရီမြို့မှာစัจ जा မင်းဖြစ်တော့မှအဲဒီဂင်္ဂါမြစ်ထဲမှာမြုပ်နေတဲ့ပြတ်သားဆောင်ကြီးကကေတုမရီမြို့လေကောင်မှာလာပြန်ပြီးတော့ပေါ်ပေးရတာဘုန်းကြီးတို့ပြည့်တဲ့မျက်စိလည်းမသွားနဲ့မဟာပဏာရမင်းကြီးရဲ့စัจ जा ယရဏအထက်တရားရှိတယ်ကောင်းကင်ကိုပြန်သွားလို့ရတယ်မဟာပဏာရမင်းကြီးကဒီစัจ जा ယရဏကိုဘာကြောင့်ရတာတော့ဆိုရင်ပြစ္ဆေကဗုဒ္ဓတော်ဘာကိုကျူယိုကြောင်းတဲ့တဖန်သားတွေနဲ့ကြောက်ဆောက်တူခဲ့တဲ့ကုသိုလ်ကံကြောင့်ရတာကျောင်းကတန်ဖိုးမကြီးမားပေမဲ့လို့စေတနာကကြီးမားတော့အထက်တရားရှိတဲ့ပြတ်သားဆောင်ကြီးကိုသူလည်းရှင်မရင်လည်းဖြစ်ကောတရားမင်းကြီးကဝိတ္တဇုံနာသားကိုခေါ်ပြီးတော့ဖန်ဆင်းပေးရတာဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အဓိကကဘာကိုပဲလူစေတနာဗราဏတဲ့ဘာဗราဏလဲစေတနာထက်တော့ဘုန်းကြီးတို့ပြည်တဲ့အထက်တရားရှိတဲ့စัจ जा ယရဏကြီးကိုစီးပြီးတော့ကောင်းကင်ကိုပြန်သွားနိုင်ပါတယ်အဲ့ဒီစัจ जा ယရဏကြီးကမဟာပဏာရမင်းကြီးနတ်ရွာဆံကံတော်ကုံသွားတဲ့အခါကျတော့ကျန်တဲ့လူတွေနဲ့မထိုက်တန်တဲ့အတွက်ကြောင့်မို့လို့တရားမင်းကဟိုးခင်းကမြစ်ထဲမှာသွားမြုပ်ထားတယ်အခုသင်္ခစัจ जा မင်းကြီးပေါ်လာရောအဲ့ဒီခင်းကမြစ်ထဲကစัจ जा ယရဏကြီးအထက်တရားရှိတဲ့စัจ जा ယရဏကြီးကိုလာပြီးတော့မျိုးလေကောင်မှာချပေးသွားတာဘေးသားရေယရဏမျိုးစုံနဲ့ခြံရံပြီးတော့အယောင်9မျိုးရှိတယ်တဲ့အဲ့တော့ကေတုမဏိမျိုးရဲ့ပတ်ဝန်းကျင်ကိုဘုန်းကြီးတို့ကြည့်လိုက်ကြရအောင်လို့ကေတုမဏိမျိုးရဲ့ပတ်ဝန်းကျင်ကယရဏမျိုးစုံတွေခြံရံပြီးတော့တတိုင်း9ထပ်ရှိတယ်မြို့တကား4မျက်နှာမှာရွှေစရက်တွေပေါ်ပေါက်လိမ့်မယ်ဥယျာဉ်တော်ထဲမှာလည်းပဲပန်းမျိုးစုံတွေဟာမြာကြီးတွေသွန်းနာသလိုမွေးကြိုင်လန်းဆန်းပြီးတော့ရေကန်တွေမှာလည်းပဲကြာမျိုး5ပါးတွေပွင့်ပြီးတော့တင့်တယ်လှပနေလိမ့်မယ်စေတသာရိဗုဒ္ဓရာမြို့လေကောင်မြို့တကား4ပေါက်မြို့ရဲတိုင်းတွေမှာနတ်ပဲဆိုအဝိအစာသာတော်ဘုရားတွေဟာပရိသာဝင်းနေမှာချိန်ဆွဲပြီးတော့နေကြလိမ့်မယ်လိုချင်တာကိုတိုင်းသူပြည်သားတွေကအလွယ်တကူနဲ့သွားရောက်ပြီးတော့ယူယုံပဲသာရိဗုဒ္ဓရာတဲ့ကေတုမဏိမြို့ကြီးရဲ့ဆန်းကျယ်ပုံတွေကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကရှင်သာရိပုတ္တရာကိုပြောပြနေတာပဲတတ်တယ်မြို့လေကောင်မှာမြို့တကား4ပေါက်မှာမြို့ရဲ့တိုင်းကြီးဓာတ်ထဲမှာပြေးတိုင်နတ်ပစိုးတွေအဝိအစားတွေစားတရားတောက်တရားတွေရှင်းရှင်းပြောပြေးတာဗဒေသာပင်နေဘာတွေလဲဗဒေသာပင်နေဘယ်နာကြည့်လိုချင်တာဗဒေသာပင်ကသွားဆုတ်ကြူလိုက်ရုံနဲ့ဘာမှအပူပင်တော့ကမရှိဘူးအဲ့ဒီအသက်သိန်းသားကလူတွေကအလွယ်တကူနဲ့သွားရောက်ပြီးတော့ယူစားယုံမဲတဲ့အဲ့ဒီလိုအဖက်ဖက်ကနေပြီးတော့ပြည့်စုံနေတဲ့နေပြည်တော်ကေတုမရီမျိုးဆိုတာဘုန်းကြီးတို့ဖရာအလောင်းပွင့်တော်မူမဲ့အရိမေတ္တယဘုရားရှင်ကိုတော်မြတ်ရဲ့မြို့တော်ပဲတဲ့။ဒါမြင့်ရဲ့ပိဋကတ်တွေစတော်မယ်အရိမေတ္တယမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့ဖွာရာမြို့ဟာကေတုမရီမြို့ဘာမြို့တဲ့လဲ။ဘုန်းကြီးတို့အခုပွင့်တော်မူသွားတဲ့ဂေါတမမြတ်စွာဘုရားဖွာတော်မူရာမြို့ကကပိလဝမြို့ဘာမြို့တဲ့လဲ။ကပိလဝနေပြီးတော့နောက်ပွင့်တော်မူမဲ့ရိမေတ္တယမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့ဖွာတော်မူမဲ့မြို့တော်ကကေတုမရီမြို့တော်တဲ့အလောင်းတော်နတ်သားနတ်ပြည်မှာရှိသေးတယ်16သိန်းချိန်နဲ့ကဘာတသိန်းပါရမီတွေဖြည့်ပြီးတော့တုတိတာနတ်ပြည်မှာစံမြန်းပြီးတော့နေမယ်အဲ့ဒီလိုအလောင်းတော်နတ်သားတုတိတာနတ်ပြည်မှာစံမြန်းပြီးတော့နေတဲ့အခါကျတော့ပွင့်ငိမ်တမ်းပြီးဆိုလို့ရှိရင်နတ်တွေမြမတွေစัจ java လာပေါင်း1000ကနတ်မြမတွေကအလောင်းတော်နတ်သားထံကိုသွားပြီးလို့အလောင်းတော်နတ်သားဖျားဖြစ်ဖို့လို့ချိန်တန်ပါပြီလူပြည်ကိုကြွတော်မူပါလူပြည်ကိုကြွပြီးတော့ဖျားဖြစ်တော်မူပါလို့အဲ့ဒီလိုနတ်တွေမြမတွေကလျှောက်ထားလိမ့်မယ်သာရိပုတ္တရာဒါနဲ့အလောင်းတော်နတ်သားကရှေ့ဖျားလောင်းတော်ရဲ့ထုံးကိုမိပြီးတော့လူပြည်ကိုကြည့်တော်မယ်တဲ့ငါဘယ်သူဝမ်းထဲမှာပြိတ္တန်နေရမလဲငါအဖေတော်မဲ့လူဟာဘယ်သူလဲငါမဲတော်မဲ့လူဟာဘယ်သူလဲလို့ဘေဒတရေဘုရားလောင်းတော်အရိမေတ္တယဘုရားလောင်းတော်နတ်သားကလူပြည်ကိုကြည်ခြင်း5မျိုးနဲ့ကြည်မယ်ကြည်ခြင်းဘယ်နှမျိုးကဲလိုက်ဆိုဘုရားဖြစ်ရာခေအခါမှန်စွာကြည်ရမည်ဘုရားဖြစ်ရာခေအခါမှန်စွာကြည်ရမည်ဖယားပွင့်ရာကျွန်းကိုသာမှန်စွာကြည်ရမည်ဖယားပွင့်ရာကျွန်းကိုသာမှန်စွာကြည်ရမည်ဖယားဖြစ်ရာယတ္တေသာမှန်စွာကြည်ရမည်ဖ
ဖယားဖြစ်ရာယတ္တေတာမှန်စွာကြည်ရမည်ဖယားဖြစ်ရာမျိုးနွယ်သာမှန်စွာကြည်ရမည်ဖယားဖြစ်ရာမျိုးနွယ်သာမှန်စွာကြည်ရမည်မေတော်အသက်ပိုင်းခြားချက်မပြည့်ကြည်ရမည်မေတော်အသက်ပိုင်းခြားချက်မပြည့်ကြည်ရမည်အဲ့ဒါကြည်ခြင်းချင်း၅မျိုးလို့ခေါ်တယ်နံပါတ်1ဘုန်းကြီးတို့စာပေလို့ပြောရင်ကာလတဲ့ကာလဆိုတာအချိန်ခါကာလကိုကြည်ရတယ်တဲ့လူတွေရဲ့အသက်တသိန်းတန်းအောက်မှာလည်းမဖြစ်ရဘူးတသိန်းတန်းအထက်လည်းမဖြစ်ရဘူး100တန်းအောက်လည်းမဖြစ်ရဘူးအဲ့ဒါကိုကြည်ရတယ်ချိန်ခါကာလကြည်တော့အခုကတသိန်းတန်းဆိုတော့ဒါဘုရားရှိခိုးလို့100တန်းအောက်ဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့100တန်းအောက်ဆိုရင်ကဘုရားပွင့်တာဘုန်းကြီးတို့85နှစ်တန်းလေအခုဘယ်လောက်လဲပရိသတ်85နှစ်တန်းမှာဘုရားပွင့်သလားမပွင့်ဘူး100တန်းမှာပဲပွင့်ရမယ်100အောက်ဆိုရင်ဘုရားမပွင့်တော့ဘူး100တန်းတက်တန်း100တန်းအောက်ဆိုရင်ဘုရားမပွင့်တော့ဘူးတဲ့အသက်တသိန်းတန်းအထက်ကိုဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့တသိန်းတန်းအထက်ကိုပွင့်ရင်လည်းပဲလူတွေကိုအိုပါတယ်နားပါတယ်သေပါတယ်ဟောလဲသူတို့ကမယုံဘူးတဲ့တက်တသိန်းတောင်မှနေတဲ့အခါကျတော့အိုတဲ့လူမရှိဘူးသူကြည့်လဲဒီယုတ်ပဲငါကြည့်လဲဒီယုတ်အိုတယ်လို့သိမရှိဘူးတဲ့အဲ့တသိန်းတန်းအထက်ကြတယ်တော့လေအိုတာပြောရင်အိုတယ်ဆိုတာဘာလဲလို့မေးကိုမေးကြည့်ရတဲ့ခင်မျိုးတဲ့အဲ့တော့တသိန်းတန်းအထက်မှာလူတွေကတတန်းသိရှည်ကြတဲ့အခါကျတော့အိုရာနာတာတွေဟောလို့ဒုက္ခတွေဟောလို့သူတို့သိနားမလဲဘူးသဘောမပေါက်ဘူးတဲ့ဒါကြောင့်တသိန်းတန်းအထက်မှာလည်းပဲဘုရားမပွင့်ဘူးယာတန်းအောက်မှာလည်းပဲဘုရားမပွင့်ဘူးဆိုတော့အခုဟာကတသိန်းတန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကာလဒါကိုကြည့်တယ်ဒါကိုကြည့်လိုက်တော့မြင်တယ်ဟုတ်တယ်တသိန်းတန်းဖြစ်နေပြီဒီပကျွန်းကြီး၄ကျွန်းရှိတဲ့အထဲမှာတောင်ကျွန်းစဘူဒီပဖယားအဆူဆူပွင့်တော်မူသွားတာအရှိကျွန်းမှာပွင့်သလားအနောက်ကျွန်းမှာပွင့်သလားမြောက်ကျွန်းမှာပွင့်သလားဆိုတော့အရှိကျွန်းနဲ့အနောက်ကျွန်းနဲ့မြောက်ကျွန်းမှာမပွင့်မဲနဲ့ရှေ့ကဖယားတို့ဒီပွင့်တော်မူသွားတာတောင်ကျွန်းမှာပဲပွင့်တယ်တဲ့ဗမာပဲပွင့်တယ်တဲ့လေဇဗုဒီပဇဗုတပြေပင်ကြီးပေါက်တဲ့ကျွန်းမို့လို့ဇဗုဒိတ်ကျွန်းလို့ခေါ်တာဘုန်းကြီးတို့နေတာအဲ့ဒါတောင်ကျွန်းပဲအဲ့တော့တောင်ကျွန်းကိုလည်းလှမ်းကြည့်ရတယ်နောက်တက်ကဒေသတောင်ကျွန်းတော့မှန်တယ်တောင်ကျွန်းရဲ့အလယ်ဘကိုတဲ့တဲ့ဟာဘယ်ဟာလဲမြစ်စီမဒေသဆိုတော့မြစ်စီမဒေသဆိုတော့ဘုန်းကြီးတို့အခုဘုရားပွင့်တော်မူသွားတဲ့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာအဲ့ဒါဒီတောင်ကျွန်းကြီးရဲ့အလယ်ကောင်တဲ့တဲ့အရာပဲတဲ့ဒါကြောင့်မို့လို့ဘုရားတိုင်းဒီအဲ့ဒီအိန္ဒိယမှာပဲပွင့်ကြရတယ်မြစ်စီမဒေသလို့ခေါ်တယ်မြစ်စီမဆိုတာအလယ်တောင်ကျွန်းကြီးရဲ့အလယ်ဘကိုကြည့်လိုက်တဲ့အခါကျတော့ဒီမြစ်စီမဒေသကိုသွားမြင်တယ်နောက်တက်ကကုလတဲ့အမျိုးအနွယ်ကိုကြည့်ရတယ်တဲ့အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကအမျိုး၄ပါးရှိတယ်အမျိုးဘယ်နှပါးလဲမင်းမျိုးရဲ့ပုံနာမျိုးရဲ့ကုံတယ်မျိုးရဲ့လူဆင်းရဲမျိုးရဲ့လို့အမျိုး၄ပါးကိုသတ်မှတ်ထားတယ်အဲ့တော့အမျိုး၄ပါးရှိတဲ့အထက်မှာလဲမင်းမျိုးနဲ့ပုံနာမျိုးမှာပဲဘုရားတို့မိဒီမှာပရိသန်တွေယူရတယ်လူဆင်းရဲမျိုးနဲ့ကုံတယ်မျိုးမှာသွားပြီးတော့ပရိသန်တွေမယူရဘူးတဲ့အမျိုးညံ့လို့ဘုရားဆိုတာအမျိုးမြတ်တဲ့ထဲမှာပဲပရိသန်တွေနေရတယ်မင်းမျိုးနဲ့ပုံနာမျိုးဘာနဲ့လဲမင်းမျိုးနဲ့ပုံနာမျိုးကိုအများဆုံးအမျိုးလို့သူတို့ခေတ်ကသတ်မှတ်တာမှန်ပါတယ်ပရိသတ်ကြီးအဲ့တော့ဘုရားပွင့်မဲ့အချိန်မှာလူတွေကမင်းမျိုးကိုအများဆုံးထားရင်မင်းမျိုးမှာပရိသတ်နေမယ်ပုံနာမျိုးကိုအများထားရင်ပုံနာမျိုးမှာပရိသတ်နေမယ်နောက်တက်ကမာတုအာယုပရိစေဒလို့ဆိုတဲ့အတိုင်းအမေရဲ့အသက်ကိုလည်းကြည့်ရတယ်တဲ့ဘုရားလောင်းတော့ပရိသတ်နေယူမဲ့မဲတော်ဟာဘုရားအလောင်းကိုမွေးပြီးရင်9ရက်ပြည့်တာနဲ့သေလို့တက်တန်းကုန်တဲ့မဲတော်မျိုးလည်းဖြစ်ရမယ်တဲ့9ရက်ထက်လည်းအသက်ပိုမရှိရဘူးတဲ့အဲ့ဒီလိုလဲလိုက်ရှာရတယ်မဲတော်ကိုဘုရားလောင်းတော်မွေးပြီးလို့နောက်ထပ်9နှစ်နေအောင်မယ်10နှစ်နေအောင်မယ်ဆိုရင်အဲ့ဒီမဲတော်ဝမ်းထဲမှာဘုရားလောင်းပရိသတ်နေမနေဘူးဘုရားအလောင်းခွာပြီးရင်9ရက်ပဲမဲတော်ကအသက်ရှည်ရမယ်အဲ့ဒီ9ရက်အသက်ရှည်မဲ့မဲတော်ရဲ့အာယုအသက်ကိုလည်းကြည့်ရတယ်တဲ့မဲတော်ဖြစ်မဲ့ပုဂ္ဂိုလ်ဟာကဘာတသိန်းပါရမီဖြည့်ထားရမယ်တဲ့ကြည်စံပရိသတ်ကြီးဘုရားရဲ့မဲတော်ဖြစ်ချင်ရင်ကဘာပေါင်းဘယ်လောက်တဲ့လဲကဘာတသိန်းတိတိပါရမီဖြည့်ကျင့်ထားပြီးတော့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်ဒါကိုဘုန်းကြီးတို့အရိမတေယဘုရားလောင်းကနတ်ပြည်ကနေအကုန်လှမ်းကြည့်တာနတ်ပြည်ကနေလှမ်းကြည့်လို့ဒီအင်္ဂါရတွေအကုန်လုံးညီပြီဆိုတော့မှသူကပရိသတ်နေနေမှာအဲ့တော့မဲတော်ဟာ
ငါးပါးသီလကိုလုံခြုံအောင်စောင့်ထိန်ထားတဲ့သူလည်းဖြစ်ရမယ်နောက်တဲ့အခါဒီမေတော်ကြီးဟာဘုရားလောင်းကိုပရိသန္တိတည်မဲ့မေတော်ကြီးကလော်လီချင်းဖောက်ပြားခြင်းဘာမှမရှိရဘူးတဲ့အဲ့ဒီလိုအင်္ဂါရပ်တွေနဲ့ပြည့်စုံပြီဆိုတဲ့အခါကျတော့မှလူပြည်ကိုဆင်းလာပြီးတော့အရိမေတေယဘုရားအလောင်းနာသားဟာပရိသန္တိနေပါတယ်ဘယ်မှာနေတော့ဆိုလို့ရှိရင်ဗျမနောတတ္တရေညောစသူဗျမောပုရောဟိတောသူဗျမနောပုရောဟိတောဘုသူတော်သာသတုပေတော်တာသောမစ္ဆာယောဘဝိတတိဗျမနောတတ္တရေညောစသူဗျမနောပုရောဟိတောဘုသူတော်သာသတုပေတော်တာသောမစ္ဆာယောဘဝိတတိဘုရားလောင်းတော်နတ်သားဟာဗမာသွားပရိသန္တိနေတော့ဆိုလို့ရှိရင်ကေတုမတိပြည်သင်္ခစัจ जा မင်းကြီးရဲ့မင်းတိုင်မင်းအမတ်ကြီးတဆူဖြစ်တော်မူတဲ့အကိုယ်ွယ်ခံရတဲ့သူ့ဗျမပုံနာကြီးတဲ့ဟောဒေသကြီးဘုရားအလောင်းတော်ရဲ့ခမဲတော်နာမည်ကသူ့ဗျမပုံနာတဲ့ဘာပုံနာတဲ့လဲဒါမြင်ဘုန်းကြီးတို့အခုပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားကပုံနာမျိုးမှဖြစ်မှာဘယ်မျိုးမှဖြစ်မှာလဲအဲ့ဒီသူဗမောပရောဟိတောသူဗျမနောပရောဟိတောသူဗျမလို့အမိရတဲ့ပရောဟိပုံနာကြီးကဘုသူတော်စာအကြမ်းမြဲလည်းများတယ်သတုံဘေတော်စာဘေတင်လေးဘုံကိုလည်းတတ်မြောက်ကျွမ်းကျင်တယ်အဲ့ဒီသူဗျမပုံနာကြီးရဲ့ဇနီးပုံဗျမနဝတီအမိရတဲ့ပုံလေးမကြီးရဲ့ဝမ်းမာတဲ့ဘေးသားကြီးတူတူမှတ်လိုက်ကြပါစို့ဘုရားအလောင်းတော်ရဲ့ခမဲတော်နာမည်ကသူဗျမပုံနာမေတော်ကဗျမဝတီတဲ့မေတော်ကဘယ်သူလဲလေဗျမဝတီအမည်ရှိတဲ့ပုံလေးမကြီးရဲ့ဝမ်းထဲမှာပရိသန္တေကိုခဏိကောင်းစွာမဲ့သွေယူခဲ့ပါပေပြီတကား